တမိုင်းတစ်လျှောက်အသုံးမဝင်ဆုံး Frank စွမ်းအားကိုကျွန်တော်နိုးထစေခဲ့တယ်စွမ်းအားနာမည်က refresh ပြန်လည်စမ်းသစ်ခြင်းဆိုတာပဲဒီစွမ်းအားကတမီတာအတွင်းရှိအသက်မရှိတဲ့ပစ္စည်းတွေကိုသူတို့ရဲ့မူလအခြေအနေကိုပြန်ပြောင်းပေးနိုင်တယ်ဒါပေမဲ့လက်တွေ့မှာတော့စာအုပ်ကို refresh လုပ်ရင်လည်းစာအုပ်ပဲပဝါကို refresh လုပ်ရင်လည်းပဝါပဲဒါကြောင့် zombie ကပ်ပေးကြီးစပြီး3လကြာမှကျွန်တော်ကောင်မလေးကနောက်ဆုံးကြံတဲ့ရိတ်ခါတစ်ဝက်ကိုယူပြီးတခြားကောင်ရဲ့ကားပေါ်တက်သွားခဲ့တယ်မသွားခင်ခောက်ဆွဲ6ခွက်လို့ကိုကျွန်တော်ခြေထောက်နာပစ်ချပြီးမင်းငါကိုအပြစ်မတင်နဲ့မင်းစွမ်းအားကအသုံးမဝင်လွန်းနဲ့မင်းနဲ့နေရင်မျက်တေမှာပဲလို့ပြောခဲ့တယ်စိတ်ပြက်နေတဲ့ကျွန်တော်ကခောက်ဆွဲခွက်လို့ကိုကြည်ရင်အတွေးတစ်ခုရလာတယ် refresh ချက်ချင်းပဲအမဲသားဟင်းနဲ့မူးမွေးကြီးထွက်လာတယ်ပျက်စီးနေတဲ့အထုပ်အောက်မှာခောက်ဆွဲနဲ့ဟင်းခတ်အမွေးကြိုင်3ထုပ်ပြန်ပေါ်လာတယ်ကျွန်တော်အံ့ဩသွားတယ်ဒါဆိုငါစွမ်းအားကအသုံးမဝင်တာမဟုတ်ဘူးလူတိုင်းအတိတ်ပဲမနေတာပဲမူလအခြေအနေကိုပြန်သွားတယ်ဆိုတာခဏအရင်အခြေအနေကိုမဟုတ်ပဲစက်ယုံကထွက်လာတဲ့အသစ်ဆက်ဆက်အခြေအနေကိုဆိုလိုတာနူးတဲ့ခွက်အလို့ရဲ့မူလအခြေအနေကမဖွင့်ရသေးတဲ့အသစ်ဆက်ဆက်ခောက်ဆွဲခွက်ပဲကျွန်တော်နှလုံးခုန်တန်မြန်လာတယ်ကြောက်လို့မဟုတ်ဘူးစိတ်လှုပ်ရှားလွန်းလို့ဖြစ်စည်းခံထားရတဲ့ကုံစုံဆိုင်ကိုလှည့်ကြည့်လိုက်တယ်ဖောက်ပြီးသားတရေစာအိတ်တွေအချိုရည်ဘူးအလွတ်တွေတခြားလူတွေအတွက်အမိုက်တာပေမဲ့ကျွန်တော်အတွက်တော့အဆုံးမရှိယတနာတိုက်ပဲကျွန်တော်ခောက်ဆွဲချက်မစားသေးဘူးကဘာပြက်ထဲမှာအစားအသောက်နှံကဇွန်ဘီတွေကိုဆွဲဆောင်နိုင်တယ်ဒါကြောင့်ဒုတိယထက်စတိုခန်းကိုတက်ပြီးတကားကိုစင်ကြီးတွေနဲ့ပိတ်ထားလိုက်တယ်လုံခြုံတာတေချာမှစမ်းသပ်မှုစလုပ်ခဲ့တယ်နူးတဲ့ခွက်အလုပ်ကိုမြေကြီးပေါ်ချပြီးစိတ်ထဲမှာ refresh လုပ်တွေးလိုက်တဲ့ခွက်ကလိုင်းလေးထားတယ်လို့ဖြစ်သွားပြီးချက်ချင်းအသစ်ဆက်ဆက်ခောက်ဆွဲခွက်တစ်ခွက်ပေါ်လာတယ်ထပ်ပြီး refresh 10မိနစ်အကြာမှာခောက်ဆွဲ6ခွက်60လောက်စုပုံသွားပြီးစွမ်းအားအကန့်အသက်က10စက္ကန့်တခါဆိုတော့ကျွန်တော်မှာခောက်ဆွဲအကန့်အသတ်မရှိတော့ဘူးနောက်တစ်ဖက်ကရေဘူးအလုပ်ကိုကြည့်လိုက်တယ် refresh ချက်ချင်း900 ml ရေတန့်ဘူးအသစ်တဘူးပေါ်လာတယ်အရေးပေါ်ဆေးတက်တာအလုပ်ကိုလည်း refresh လုပ်လိုက်တော့အသစ်ဆက်ဆက်ဆေးပစ္စည်းဘူးပြန်ပေါ်လာတယ်ကျွန်တော်အသက်ရှူတန်မြန်လာတယ်အစားအစာရေးဆေးဝါးကဘာပြက်ထဲကအဖိုးတန်ဆုံးအရင်းမြစ်တွေကအခုတော့ကျွန်တော်အတွက်အဆုံးမရှိဖြစ်သွားပြီလီယိုရီယန်မင်းကငါစွမ်းအားကိုအသုံးမဝင်ဘူးလို့ပြောခဲ့တယ်မလားစောင့်ကြည့်နေတနေ့ကျရင်မင်းတူးထောက်ပြီးငါစီအစာတောင်းရလိမ့်မယ်နောက်3ရက်လုံးကျွန်တော်စတိုးဆိုင်ထဲမှာပဲပုံနေခဲ့တယ်စတိုးဆိုင်ထဲကအမိုက်ပုံလိုဖြစ်နေတဲ့အိတ်အလွတ်တွေကကျွန်တော်ကုန်ကျန်းဖြစ်သွားတယ်ချစ်အိတ်တွေရိတ်ခါဘူးတွေချောကလက်ဘူးတွေစားလို့ရတဲ့အရာမှန်သမျှကို refresh လုပ်ပြီးအစားအသောက်ပုံကြီးတွေအပြည့်ဖြည့်ထားလိုက်တယ်အချိုရည်နဲ့ရေဘူးတွေကလည်းထောင်းတဝက်လောက်အထိပြည့်နေပြီးအရေးကြီးဆုံးကတော့ gas ဘူးအလွတ်တဘူးတွေ့ခဲ့တာပဲစတိုးထဲက gas အိုးမီးဖို့နဲ့တွဲသုံးလိုက်တော့နောက်ဆုံးတော့ပူပူနွေးနွေးအစားအစာစားနိုင်ပြီးစတိုးဆိုင်ကသတင်းပေါက်အားလုံးကိုပိတ်ပြီးရေတအိုးစုအောင်တီးလိုက်တယ်ဟင်းခတ်အမွေးကြိုင်3ထုပ်ဖောက်ထည့်ပြီးခောက်ဆွဲကိုဂယုတစိုက်ထည့်လိုက်တယ်အဲ့ဒီမေးပြောက်နေခဲ့တဲ့အနက်လေးနှာခေါင်းထဲဝင်လာချိန်မှာကျွန်တော်မျက်ရည်မထိန်နိုင်တော့ဘူးငိုရင်းနဲ့ခောက်ဆွဲကိုအငမ်းမရစားပစ်လိုက်တယ်ကပ်ပေးစပြီးကလေးကဒီလောက်ပိုက်ပြည့်ပြီးဒီလောက်လုံခြုံတဲ့အစားအစာမျိုးမစားဘူးသေးဘူးစားပြီးသွားတော့စိတ်ကနည်းနည်းရှင်းလာတယ်ဒီနေရာမှာပုံနေတာကဖြည့်ရှင်းချက်မဟုတ်ဘူးတနေ့ကျရင်ဒီစတိုးဆိုင်ကိုဇွန်ဘီတွေဝင်လာမှာပဲမဟုတ်ရင်တခြားအသက်ရှင်ကျန်ရစ်သူတွေတွေ့သွားလိမ့်မယ်ကျွန်တော်ပိုလုံခြုံတဲ့နေရာတစ်ခုရှာရမယ်ပြီးတော့လက်နက်တွေလည်းလိုတယ်ဒီကဘာပြက်ထဲမှာအစားအသောက်နဲ့ရေရှိတာတစ်ခုပဲဆိုရင်တခြားလူတွေအတွက်တပ်ဖို့စောင့်နေတဲ့တိုးတကောင်လိုပဲဖြစ်သွားလိမ့်မယ်ကျွန်တော်ထောက်ပံ့ရေးပစ္စည်းတွေအားလုံးကိုကြောပိုးအိတ်ကြီးနှလုံးနဲ့ထည့်လိုက်တယ်ပြီးတော့တကားကိုနည်းနည်းဖွင့်ပြီးအပြင်လောကကိုကြည့်လိုက်တယ်လမ်းပေါ်မှာဇွန်ဘီတချို့မျက်နှာမဲ့လှည့်လည်နေကြတယ်အသက်ပြင်းပြင်းရှူလိုက်ပြီး refresh လုပ်ထားတဲ့တတိဖြတ်တာအစ်ကိုတင်းတင်းကင်လိုက်တယ်။တွားရမယ့်အချိန်ရောက်ပြီးအပြင်ထွက်တာကတင်းမာပေမဲ့ပြဿနာမရှိခဲ့ဘူး။ကျွန်တော်နောက်ဖေးလန်းတွေကြားကနေတွားပြီးဇွန်ဘီအများစုကိုရှောင်နိုင်ခဲ့တယ်။တချို့တကောင်လည်းရှိတဲ့ဇွန်ဘီတွေနဲ့တွေ့ရင် refresh လုပ်ထားတဲ့ကိုလာဘူးပြေကိုအားကုန်ပစ်လိုက်တယ်။ဇွန်ဘီရိုင်သွားတဲ့အချိန်မှာဓာတ်နဲ့အပိသက်ဖြစ်တယ်။ကျွန်တော်ပန်းတိုင်ကအနောက်ဘက်မှာရှိတဲ့ဘီလူပင်လေအော်ပဲအဲ့ဒါကနာမည်ကြီးအစင်းမြင့်ရက်ွက်တစ်ခုပဲလုံခြုံရေးကအရန်တင်းကျပ်တယ်နေရန်တွေမြင့်ပြီးထူတယ်အစောပိုင်းကပ်ပေးအတွက်တော့ဇွန်ဘီတွေကိုတားထားနိုင်အောင်မှာပဲဒါပေမဲ့အဲ့ဒီနေရာကိုတွားရတဲ့အကြောင်းရင်းအစ်စ်ကကျွန်တော်မိဘတွေအဲ့ဒီမှာနေတာကပ်ပေးစတော့ကကျွန်တော်အကြောင်းမှရှိနေပြီးမိဘတွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့တယ်အခုကျွန်တော်ရဲ့တခုတည်းသောရည်မှန်းချက်ကသူတို့ကိုပြန်ရှာဖို့ပဲဒါပေမဲ့အဲ့ဒီစခန်းကိုတွားတဲ့လန်ခီးကကျွန်တော်ထင်ထားတာထက်ပိုခက်ခဲနေတယ်မြို့တစ်မြို့လုံးပျက်စီးပြီးရက်တက်နေပြီးစုပစ်ထားတဲ့ကားတွေကအဓိကလမ်းတွေအားလုံးကိုပိတ်ဆို့ထားတယ်လမ်းတစ်လျှောက်ကြေကွဲဖြစ်ရတွေအများကြီးမြင်ခဲ့ရတယ်ရိတ်ခါအတွက်လူချင်းချင်းတစ်ဖြတ်တိုက်ခိုက်နေကြတယ်အဲ့ဒီအချိန်မှပဲကျွန်တော်နားလည်သွားတယ်လူရန်ရဲ့တစ္ဆာဖောက်မှုကဒီကဘာကြီးရဲ့ရက်စက်မှုနဲ့ရှင်ရင်အရန်တင်းငယ်တဲ့အရာပဲဆိုတာဒီနေရာမှာလူသားဆန်မှုဆိုတာပြိုကွဲသွားပြီးတတိယနေ့ညနေခင်းရောက်တော့စခန်းအပြင်ဘက်ကိုနောက်ဆုံးတော့ရောက်လာခဲ့တယ်တန်တကားကြီးတွေပိတ်ထားပြီးနေရန်ပေါ်မှာကင်းလက်သမားတွေရှိနေတယ်ထင်ထားသလိုပဲဒီနေရာကအသက်ရှင်ကျန်ရစ်တဲ့နေရာတစ်ခုဖြစ်သွားပြီးကျွန်တော်အနီးမှာပုံပြီးအချိန်တော်တော်ကြာစောင့်ကြည့်ခဲ့တယ်ဒီထဲဝင်ခြင်းရင်အစစ်ဆေးခံပြီးမှဖျက်ရမယ်ဒါကြောင့်အိတ်ထဲကရိတ်ခါအများစုကိုမြောင်းတစ်ခုတည်းဝှက်ထားလိုက်တယ်ရေဘူးနှစ်ဘူးနဲ့ခောက်ဆွဲ6တထုပ်ပဲခြံထားခဲ့တယ်တာမန်ဒုက္ခတွေတယောက်လိုဟန်ဆောင်ပြီးဂိတ်စီလျှောက်သွားလိုက်တယ်ရက်ဘသူလဲ
နေရန်ဘောကအတန်ဆူးဆူးကြီးထွက်လာတယ်ကျွန်တော်လက်မြောက်ပြီးမျက်နှာကိုမောကြည့်လိုက်တယ်မျက်နှာတစ်ခုလုံးဖုံတွေနဲ့ညစ်ပတ်နေတယ်ကျွန်တော်ဒီမှာနေတဲ့လူတစ်ယောက်ပါနာမည်လင်းဖန်အဆောက်အဦ19မှာနေပါတယ်အဆောက်အဦ19လင်းဖန်အတီးပြူရန်လောက်ပါအပေါ်ကလူကရေဒီယိုနဲ့တခုခုစစ်ဆေးနေတယ်လို့တိတ်သွားတယ်ခဏအကြာမှာဂိတ်တကားကနည်းနည်းပွင့်လာပြီးတန်ပိုက်ကင်ထားတဲ့လူတစ်ယောက်ထွက်လာတယ်သူ့မျက်လုံးထဲမှာသတိထားမှုအပြည့်မှတ်ပုံတင်ပြကျွန်တော်ပြင်ဆင်ထားတဲ့မှတ်ပုံတင်ကိုထုတ်ပေးလိုက်တယ်သူကစစ်ဆေးပြီးကျွန်တော်ကိုအပေါ်အောက်ကြည့်လိုက်တယ်တယောက်ထဲလားရိတ်ခါတွေပဲမှာလဲသူ့စကားကြတော့ကျွန်တော်ခေါင်းငုံလိုက်ပြီးကြောက်နေတယ်လို့အတန်နဲ့ပြောလိုက်တယ်လမ်းမှာအလူခံလိုက်ရပါတယ်ဒါပဲကျွန်တော်တာသူမျက်မှောင်ကျုပ်သွားတဲ့တန်တရားရှိနေသေးပေမဲ့ကျွန်တော်ရဲ့ပိန်ပိန်ပပပုံစံနဲ့တနာစရာအခြေအနေကြောင့်နောက်ဆုံးတော့ယုံသွားတယ်ဝင်သွားဒီမှာစီကန်းရှိတယ်မှတ်ထားအစ်စ်ဝင်လာတဲ့သူတိုင်းရိတ်ခါတဝက်ပေးရမယ်ပြန်လည်မျှဝေခြင်းအတွက်အဲ့ဒီစကားကြတော့ကျွန်တော်နှလုံးနည်းနည်းကျသွားတယ်ကံကောင်းတာကကျွန်တော်ကြိုပြင်ထားပြီးသားဒါကြောင့်နာခံတဲ့ပုံစံနဲ့ရေဘူးတဘူးနဲ့ခောက်ဆွဲချောက်တဝက်ပေးလိုက်တယ်သူကယူလိုက်ပြီးမျက်လုံးထဲမှာအထင်သေးမှုတစ်ချက်ဖြတ်သွားပေမဲ့လက်ဝဲရမ်းပြီးဝင်ခွင့်ပေးလိုက်တယ်စခန်းထဲဝင်လိုက်တာနဲ့ကျွန်တော်နည်းနည်းအသက်ရှူချောင်သွားတယ်လေတူးကတင်းမာနေစေပေမဲ့အ ਨੇ ဆုံးတော့စီကန်းရှိသေးတယ်တချို့လူတွေကင်းလှည့်နေကြတယ်တချို့ကကာကွယ်ရေးတွေအားဖြည့်ရန်လုပ်နေကြတယ် community center ဘက်မှာတော့မိမနဲ့ကလေးတွေစုနေကြတယ်အပြင်ကငရဲကဘာကြီးတဲကနေခဏလောက်ဖြတ်တောက်ထားတဲ့ကျုံးလေးတစ်ခုလိုပဲမှတ်ပုံတင်လုပ်ပြီးတဲ့အသက်ကြီးမိမတစ်ယောက်ကအခုဒီနေရာကိုအကိုဘောင်ဆိုတဲ့လူကအုပ်ချုပ်နေတယ်လို့ပြောတယ်သူကအရင်အိမ်ချမ်းမြေမန်နေဂျာဖြစ်ခဲ့တာကပ်ပေးစပြီးနောက်မြေကြီးကျက်စင်စွမ်းအားနိုးထပြီးကင်းသမားအဖွဲ့ကလူတွေကိုကာကွယ်ပေးခဲ့တာတဲ့နေထိုင်သူတိုင်းပံ့ပိုးကူညီမှုအမှတ်ပေါ်မူတည်ပြီးနေ့စဉ်ရိတ်ခါရတဲ့ပိုလိုချင်းရင်ကင်းလက်အဖွဲ့ဒါမှမဟုတ်ထောက်ပို့ရေးအဖွဲ့တွေဝင်လို့ရမယ်ကျွန်တော်တော့ကျမ်းမာရေးမကောင်းသလိုဟန်ဆောင်ပြီးဘဲအဖွဲ့မှမဝင်သေးဘူးအခုကျွန်တော်ဦးစားပေးကမိဘတွေကိုရှားဖို့ပဲစိတ်လှုပ်ရှားပြီးစိုးရိမ်နေတဲ့နှလုံးနဲ့အိမ်ရှိကိုပြေးသွားလိုက်တယ်ဒါပေမဲ့တကားတော့ကဖောက်ဖျက်ခံထားရပြီးအိမ်ထဲတစ်ခုလုံးရှုပ်ပွားနေတာကိုမြင်လိုက်ရတယ်အဲ့ဒီမြင်ကွင်းကြောင့်ကျွန်တော်နှလုံးချက်ချင်းအေးဆက်သွားတယ်ကျွန်တော်အိမ်ထဲကိုအမြန်ပြေးဝင်ပြီးအမေအဖေလို့အော်ခေါ်လိုက်တယ်ဒါပေမဲ့ပြန်ကြားရတာကတေချာတိတ်ဆိတ်မှုတစ်ခုပဲအဲကန်စပွဲပေါ်မှာဖုံပါပါတက်နေတယ်ဒါကသူတို့ဒီနေရာကထွက်သွားတာရက်တော်တော်ကြာနေပြီဆိုတာပြနေတယ်ကျမ်းပြင်ပေါ်မှာရုံးကန်ထားတဲ့အရာတွေရှိပေမဲ့တွေးမရှိဘူးအ ਨੇ ဆုံးတော့ဒါကကောင်းတဲ့အချက်တစ်ခုဖြစ်နိုင်တယ်ကျွန်တော်ကျမ်းပြင်ပေါ်ဒူးကျသွားတယ်တခါမှမခံစားဘူးတဲ့ရှုပ်ထွေးမှုနဲ့ကြောက်ရွံ့မှုကကျွန်တော်ကိုဖိနှိပ်လာတယ်ဘယ်မှာသွားရှာရမလဲဆိုတာမသိတော့ဘူးအဲ့ဒီလိုမေ့မောသလိုထိုင်နေတော့အပြင်မှာခြေတံတွေကြားလာတယ်ပြီးတော့လှောင်ပြောင်းသလိုအတန်တစ်ခုဟိုဒီမှာတယောက်ကြံနေသေးတာပဲကျွန်တော်ခေါင်းမောကြည့်လိုက်တော့တကားဝမှာလူနှစ်ယောက်ပိတ်ရက်နေတယ်ရှေ့ကလူကခေါင်းလုံးနဲ့သူ့မျက်လုံးထဲမှာမကောင်းတဲ့အကြံတွေအပြည့်သူ့ကိုကျွန်တော်သိတယ်သူကစကော်ပီယန်အကူဘောင်းလက်အောက်ကလူမိုက်ခေါင်းဆောင်သေးစားတစ်ယောက်စကော်ပီယန်ကနှက်ခမ်းရှာတက်ပြီးကျွန်တော်ကိုအသားစားဖို့စောင့်နေတဲ့တားရဲလို့ကြည့်နေတယ်မင်းအိမ်ကအကူဘောင်းကိုကူညီပံ့ပိုးမှုအမတ်တွေအကျွေးတင်ထားတယ်ဒါကြောင့်သူတို့ကိုနှင်ထုတ်လိုက်ပြီးဒီနေရာကအခုငါတို့ပိုင်ပြီးကျွန်တော်မျက်လုံးတွေကျင်းသွားတယ်ကျွန်တော်မိဘတွေကိုဘာလုပ်လိုက်တာလဲစကော်ပီယန်ကနှာခေါင်းရှုံးလိုက်တယ်နှင်ထုတ်လိုက်တာပဲအတုံးမဝင်တဲ့သူတွေကဘာပြက်ထဲမှာဒီလိုပဲဒါပေမဲ့မင်းကတော့အတုံးဝင်မဲ့ပုံပဲငါတို့အတွက်အလုပ်လေးတွေလုပ်ပေးမယ်ဆိုရင်ဒီမှာဆက်နေလို့ရအောင်စဉ်းစားပေးမယ်အဲ့ဒီအချိန်မှာကျွန်တော်သိလိုက်တယ်ငါအရန်နှုံခဲ့တာပဲဒီနေရာကလုံခြုံတယ်လို့ထင်ခဲ့တာတကယ်တော့ဒီမှာလဲတော်တွင်းဥပဒေပဲအားကြီးတဲ့သူကစားပြီးအားနေတဲ့သူကအစားခံရတယ်သူတို့ကျွန်တော်စီနီးလာတဲ့အချိန်ကျွန်တော်လက်ကကြောဖို့အိတ်ကဘေးအိတ်ထဲကိုတိတ်တိတ်လေးရောက်သွားတယ်အထဲမှာအသစ်ဆက်ဆက်ထက်ရှာတဲ့ဓာတ်တစ်ချောင်းရှိနေတယ်အသက်ရှင်ဖို့တိုက်ရတော့မယ်လို့စိတ်ပြင်းနေတော့တကားဝါကနေအေးဆက်တဲ့မင်းကလေးတန်တစ်ခုထွက်လာတယ်ရက်လိုက်စကော်ပီယန်နဲ့သူ့လူတွေချက်ချင်းရက်သွားတယ်ဘသူလာလဲဆိုတာမြင်တာနဲ့သူတို့ရဲ့မိုင်းရိုင်းနဲ့အပြုံးတွေပျောက်သွားပြီးအကြောက်ယူအသေးပြောင်းသွားတယ်တကားဝါမှာရက်နေတဲ့မင်းကလေးကအနက်ရောင်တိုက်ခိုက်ရေးဝတ်စုံဝတ်ထားတယ်လက်ထဲမှာဓာတ်ရှိတစ်ချောင်းကင်ထားပြီးဓာတ်ပေါ်မှာသွေးနီရောင်တွေစွန်းနေသေးတယ်နောက်မှာလည်းအလားတူကြောက်စရာကောင်းတဲ့အဖွဲ့ဝင်တွေလိုက်လာတယ်သူမကိုကျွန်တော်သိတယ်သူမကရှမ်းလင်ကင်းသမားအဖွဲ့တွေကအပြင်းဆုံးတိုက်ခိုက်ရေးသမားရဲ့ခေါင်းဆောင်ကောလာဟာလာအရာရှားပါသောစွမ်းအားတွေနိုးထားတဲ့သူပဲသူမရဲ့ခွန်အားကအတိုင်းမသိနိုင်တော့အောင်ကြောက်စရာကောင်းတယ်အကူဘောင်ရဲ့အယုံကြည်ရဆုံးလက်နက်လို့တောင်ခေါ်ကြတယ်ရှမ်းလင်ကစကော်ပီယန်ကိုလုံးဝဂရုမစိုက်ပဲကျွန်တော်ကိုပဲကြည့်ပြီး ATA ဆက်မေးလိုက်တယ်ဘာဖြစ်နေတာလဲဒီအခွင့်အရေးကိုကျွန်တော်ချက်ချင်းဖမ်းလိုက်တယ်သူတို့ကျွန်တော်ကိုအနိုင်ကျင့်နေကြတာစကော်ပီယန်ရဲ့မျက်နှာချက်ချင်းပြောင်းသွားတယ်ခေါင်းဆောင်ရှမ်းသူပြောတာမယုံပါနဲ့သူမိဘတွေကပံ့ပိုးကူညီမှုအမှန်မပေးနိုင်လို့ကျွန်တော်တို့ပိုင်ဆိုင်မှုကိုလာသိမ်းတာပါရှမ်းလင်ရဲ့မျက်လုံးတွေအေးဆက်သွားတယ်ပိုင်ဆိုင်မှုသိမ်းဖို့လူနှစ်ယောက်လိုလားတကားပိတ်ထားဖို့ရောသူမအတန်မကျေပေမဲ့အာနာပြေးပါနေတယ်ထွက်သွားအခုချက်ချင်းစကော်ပီယန်ကလွန်ငင်းချမ်းသာခွင့်ရတဲ့အကျဉ်းသားလိုချက်ချင်းထွက်ပြေးသွားတယ်သူ့လူတွေကိုပါဆွဲခေါ်သွားတယ်အန်ရီကျော်သွားတာနဲ့ကျွန်တော်တင်းမာနေတဲ့ခန္ဓာကိုယ်အပြော့သွားပြီးလဲမလို့ဖြစ်သွားတယ်ရှမ်းလင်ကကျွန်တော်ကိုခဏဆိုင်ကြည့်နေတယ်သူမမျက်မှောင်နည်းနည်းကျုပ်သွားတယ်အဲ့ဒီလူတွေကိုနောက်ခါတွေ့ရင်ရှောင်နေသူတို့နဲ့မပတ်သက်နဲ့သူမကဒီကိစ္စထဲဝင်မပါချင်တဲ့ပုံပဲလှည့်ထွက်သွားတော့ကျွန်တော်အမြန်ခေါ်လိုက်တယ်ခေါင်းဆောင်ရှမ်းကျွန်တော်မိဘတွေဘယ်ကိုခေါ်သွားလဲသိလားသူတို့နာမည်လင်းချမ်းကူနဲ့ဝင်ချူးမိုင်ပါ
ရှမ်းလင်ကခဏစဉ်းစားပြီးတခုခုတတိယတလူဖြစ်သွားတယ်အစွမ်းစားမရှိတဲ့သူတွေအသက်ကြီးသူတွေအလုတ်ကျမ်းမလုံနိုင်တဲ့သူတွေကိုမြောက်ဖက်ဂိတ်အပြင်ကစွန့်ပစ်ထားတဲ့စက်ရုံကိုပို့လိုက်တယ်တဘာဝအတိုင်းရှင်တန်ကြပါစေဆိုပြီးအဲ့ဒီစကားကြတော့ကျွန်တော်နှလုံးတစားစီကျိုးသွားတယ်လို့ခံစားရတယ်စွန့်ပစ်စက်ရုံလိုနေရာမျိုးမှာအစားအသောက်မရှိကာကွယ်ပေးမဲ့သူမရှိဒါကတေဖို့စောင့်နေတာနဲ့ဘာကွာတော့မှလဲရှမ်းလင်ထွက်သွားတာနဲ့ကျွန်တော်တကားကိုချက်ချင်းပိတ်လိုက်တယ်ကျွန်တော်မြောက်ဖက်ဂိတ်ကစက်ရုံကိုသွားရမယ်မိဘတွေကိုရှာရမယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်ကျွန်တော်မှခွန်အားလိုတယ်ကျိုးဖို့အိတ်ထဲကချောကလက်ထုတ်တစ်ခုကိုဆွဲထုတ်ပြီးအမြန်စားပစ်လိုက်တယ်ခွန်အားပြန်ဖြည့်ဖို့ပြီးတော့စကော်ပီယန်ထားခဲ့တဲ့တန်တုပ်ကိုမြင်လိုက်တယ်တန်ချီတက်ပြီးနင်းနေကွေးနေတဲ့ဒုတ်အဟောင်းကျွန်တော်လက်ကိုအပေါ်တင်ပြီး refresh ချက်ချင်းပဲတောက်ပြောင်ပြီးအသစ်ဆက်ဆက်တန်တုပ်တစ်ချောင်းကျွန်တော်လက်ထဲပေါ်လာတယ်ဒါပေမဲ့ဒါတင်မလုံလောက်သေးဘူးကျွန်တော်မိဖို့ချောင်းနဲ့ပြေးဝင်ပြီးအဖေရဲ့ကရိယာတစ်တာအဟောင်းကိုရှာလိုက်တယ်အထဲမှာကော်ပြားတစ်ချောင်းပစိန်တလက်ဓာတ်တစ်ချောင်းသုံးမထားတာကြလို့ blade တွေတုံးနေပြီးကျွန်တော်လက်နက်သုံးခုလုံးကို refresh လုပ်လိုက်တယ်ချက်ချင်းအစင်သင့်အခြေအနေပြန်ရသွားတယ်ညရောက်လာတော့ကင်းလဲတာဝန်ပြောင်းချိန်ကိုစောင့်ပြီးကျွန်တော်တိတ်တိတ်လေးထွက်သွားတယ်မြောက်ဖက်ဂိတ်ကအဓိကစခန်းထက်အများကြီးပိုတိတ်ဆိတ်တယ်ဂိတ်ဆောင်2ယောက်ပဲရက်ဆောင်နေပြီးအိမ်ငိုက်နေကြတယ်ကျွန်တော်သူတို့ကိုတတိမပေးခဲ့ဘူးအစားသူတို့မမြင်နိုင်တဲ့နေရာတစ်ခုရှာလိုက်တယ် refresh လုပ်ထားတဲ့ကြိုးအစ်စ်ကိုတုံးပြီး3မီတာမြင့်တဲ့နေရန်ကိုအလွယ်တကူကြော်တက်လိုက်တယ်နေရန်အပြင်ဘက်ကတော့ပျက်စီးနေတဲ့စွန့်ပစ်မြေကြီးအဝေးမှာစက်ရုံတစ်ခုကိုမြင်ရတယ်တိတ်ဆိတ်ပြီးအေးဆက်နေတဲ့တံမဏိမွန်စတားကြီးလိုပဲလေထဲမှာပုတ်တိုးနှံတွေပြည့်နေတယ်အမောင်ထဲကနေဇွန်ဘီအော်တန်တွေတစ်ခါတလေထွက်လာတယ်ကျွန်တော်တန်တုပ်ကိုတင်းတင်းကင်ပြီးကိုနှိပ်ထားကစက်ရုံဘက်ကိုအမြန်ရွေ့သွားတယ်ဒါပေမဲ့စက်ရုံနဲ့နီးလာလေဇွန်ဘီတွေပူများလာလေကျွန်တော်ပြူကျနေတဲ့နေရန်တစ်ခုနောက်မှာပုံလိုက်တယ်စက်ရုံဝင်ပေါက်မှာဇွန်ဘီ10ကောင်ကျော်စုပြုံနေတယ်အထက်ကအတန်တစ်ခုခုကြောင့်ဆွဲဆောင်ခံထားရတယ်လို့တန်တကားကိုအယူမှုရိုက်နေကြတယ်အထက်ကနေမိုတန်အော်တန်တဲတဲတွေထွက်လာတယ်ကျွန်တော်မိဘတွေထဲမှာရှိနေတယ်ကျွန်တော်စိတ်တွေပူလောင်လာတယ်ဒါပေမဲ့စိတ်ကဖိအားဝင်တာမလုပ်ဖို့သတိပေးနေတယ်ပတ်ဝန်းကျင်ကိုလေးလာလိုက်တော့စက်ရုံဘေးမှာမြေကြီးကနေ4မီတာလောက်မြင့်တဲ့တင်းပေါက်တန်းတစ်ခုတွေ့လိုက်တယ်အဲ့ဒီကနေဝင်လို့ရနိုင်တယ်ဆုံးဖြတ်ပြီးတာနဲ့ကျွန်တော်ချက်ချင်းလှုပ်ရှားလိုက်တယ်ကြောက်ခဲတစ်လုံးကောက်ပြီးအဝေးကကားအစုံတစ်စီးကိုအားကုန်ပစ်လိုက်တယ်ကားရှိမှန်ကိုထိသွားပြီးခွန်းဆိုတဲ့အတန်ကျဲကြီးထွက်လာတယ်ထင်ထားသလိုပဲတကားပေါက်ကဇွန်ဘီတွေအဲ့ဒီအတန်ဘက်လှည့်သွားတယ်အခွင့်အရေးကိုဖမ်းပြီးကျွန်တော်စက်ရုံနေရန်စီပြေးသွားတယ်ကျိုးဘိုးအိတ်ထဲကကျိုးကိုထုတ်လိုက်တယ်တစ်ဖက်မှာတတိုင်းကိုချိတ်ထားတယ်အားကုန်လည်းပစ်လိုက်တော့ချိတ်ကတင်းပေါက်မှာတင်းတင်းကတ်သွားတယ်ကျွန်တော်အသက်ပြင်းပြင်းရှူပြီးကျိုးကိုကျွမ်းကျင်စွာတက်လိုက်တယ်တင်းပေါက်ထဲခုံဝင်ပြီးစက်ရုံအတွင်းကိုလှိမ့်ကျသွားတယ်အထဲမှာကျန်းပြင်းကြီးတစ်ခုတန်ချီတက်နေတဲ့စက်ရန်ရတွေနဲ့ပြန်ကျဲနေတဲ့အစိပ်ပိုင်းတွေပြည့်နေတယ်ပြက်နေတဲ့အမိုးကနေလာရောင်ပပပဲဝင်လာတယ်အလုတ်ယုံတစ်ဖက်ဆုံးကနေငိုတန်တဲ့စကားများတန်တဲတဲတွေကြားလာတယ်ကျွန်တော်အတန်နောက်တိတ်တိတ်လေးလိုက်သွားတယ်စွန့်ပစ်ထားတဲ့စက်ရန်ရတွေနဲ့ဝိုင်းထားတဲ့ထောင်တစ်ခုမှာအသက်ရှင်ကျန်ရစ်သူတွေဒါဇင်နဲ့ချီတွေ့လိုက်တယ်အများစုကအသက်ကြီးသူတွေနဲ့ကလေးတွေပြီးတော့သူတို့ကြားထဲမှာကျွန်တော်မိဘတွေကိုချက်ချင်းမြင်လိုက်ရတယ်သူတို့ထောက်မှာတင်းတင်းကပ်ပြီးထိုင်နေကြတယ်အမေကဒူးကိုဖတ်ပြီးတိတ်တိတ်လေးငူနေတယ်အဖေကသူ့မောက်ကိုဖတ်ထားပြီးနှစ်သိမ့်ပေးနေတယ်အဲ့ဒီမြင်ကွင်းကြောင့်ကျွန်တော်မျက်လုံးတွေချက်ချင်းမျက်ရည်ပြည့်လာတယ်အတန်တုံတုံနဲ့အမေတို့ခေါ်လိုက်မိတယ်အတန်ကြားတာနဲ့လူအားလုံးလန့်သွားပြီးကျွန်တော်ဘက်လက်ကြည့်ကြတယ်မိဘတွေလည်းကောင်းမွန်ကြည့်လိုက်တယ်ကျွန်တော်ကိုမြင်တာနဲ့သူတို့မျက်နှာပေါ်ကအံ့ဩမှုကဝမ်းသာမှုအဖြစ်ချက်ချင်းပြောင်းသွားတယ်တားရီအမေကငိုပြီးကျွန်တော်စီပြေးလာတယ်ဒီကဘာပြက်ကြီးထဲမှာကျွန်တော်တို့မိသားစု3ယောက်တင်းတင်းကြပ်ကြပ်ပြန်ဖတ်ထားကြတယ်ပြန်တွေ့ရတဲ့ဝမ်းသာမှုကကြောက်ရွံ့မှုနဲ့စိုးရိမ်မှုအားလုံးကိုခဏတာဖျောက်ပစ်လိုက်တယ်ဒါပေမဲ့ရုတ်တရက်ကြမ်းတမ်းတဲ့အတန်တစ်ခုထွက်လာတယ်ဟေးမင်းဘယ်ကပေါ်လာတာလဲမျက်နှာမှာအမာယူကြီးပါတဲ့လူတစ်ယောက်ရှိတက်လာတယ်နောက်မှာတော့ခန္ဓာကိုယ်တုတ်တုတ်နဲ့လူငယ်တချို့လိုက်နေကြတယ်ကြည့်ရတာဒီနေရာရဲ့ခေါင်းဆောင်ပဲသူ့မျက်လုံးတွေကကျွန်တော်ပခုံးပေါ်ကကြောပိုးအိတ်ဖောင်းဖောင်းကိုစိုက်ကြည့်နေတယ်လောဘအပြည့်မင်းကတတိရှိသားပဲကောင်းလေဒီထီတယောက်တည်းရောက်လာနိုင်တယ်ဆိုတော့အိတ်ထဲမှာဘာတွေပါလဲဖွင့်ပြစမ်းကျွန်တော်မိဘတွေရှိကိုတလန်တိုးပြီးအေးဆက်ဆက်ပြန်ကြည့်လိုက်တယ်ဒါကျွန်တော်ပစ္စည်းမင်းပစ္စည်းသူ့မျက်နှာကလှောင်ရည်လိုက်တယ်ဒီနေရာမှာဘာမှဘသူပစ္စည်းမှမဟုတ်ဘူးအားလုံးငါဟာပဲအသက်ရှင်ခြင်းရင်အိတ်ကိုလက်လွတ်လိုက်မဟုတ်ရင်သူကဓာတ်ရှည်ကိုမြောက်ပြလိုက်တယ်ချင်းချောက်မှုကရှင်းရှင်းလင်းလင်းပဲနောက်ကလူဆိုးတွေလည်းကျွန်တော်စီတဖြည်းဖြည်းနီးလာတယ်တားရဲလိုမျက်လုံးတွေနဲ့သူတို့နှိပ်စက်ထားတဲ့အသက်ကြီးသူတွေနဲ့အားနည်းသူတွေကဒေါသထွက်နေကြပေမဲ့ဘာမှမလုပ်နိုင်ပဲကြည့်နေရတယ်အဲ့ဒီမြင်ကွင်းကြောင့်အဖေကကျွန်တော်ရှိတရက်လိုက်တယ်အတင်းပြုံးလုပ်ပြီးသူ့ကိုပြောတယ် boss ကျွန်တော်သားကနားမလဲသေးလို့ပါအိတ်ထဲမှာအစားတောက်နေနေပဲရှိတာယူလိုက်ပါသူ့ကိုပဲမထိခိုက်ပါနဲ့နောက်ကျသွားပြီးသူကနှာခေါင်းရှုံးလိုက်တယ်အခုအိတ်တင်မကတော့ဘူးဒီကောင်အသက်ကိုပါလိုချင်လာပြီးစကားစုံတာနဲ့သူကျွန်တော်စီတန်းဝင်လာတယ်ကျွန်တော်မျက်လုံးထဲမှာအေးဆက်တဲ့အလင်းတစ်ချက်လက်သွားတယ်နောက်မဆုတ်ပဲရှစ်တလန်တိုးလိုက်တယ်ကျွန်တော်တန်တုပ်ကထောင်ဆောင်နဲ့ဝေးရိုက်သွားပြီးသူ့လက်ကောက်ဝတ်ကိုပြင်းပြင်းထန်ထန်ထိသွားတယ်ခက်အယိုးကျိုးတန်ပြတ်သားစွာထွက်လာတယ်သူ့ရဲ့လက်ကောက်ဝတ်ကပုံပြတ်သွားတယ်လူအားလုံးတိတ်သွားတယ်ဒီပိန်ကောင်လေးကတကယ်ပြန်တိုက်မယ်လို့ဘယ်သူမှမထင်ထားဘူးသူကနာကျင်မှုကြောင့်ချွေးတွေထွက်နေပြီးမျက်နှာရှုံးမဲ့သွားတယ်မင်းငါ့ကိုရိုက်ရဲတယ်ဖန်ဆန်းဒီကောင်ကိုတေအောင်လုပ်လူဆိုးတွေတတိပြန်ဝင်လာပြီးကျွန်တော်စီအော်ဟစ်ကဝင်လာကြတယ်ကျွန်တော်ကြောပိုးအိတ်ကိုမိဘတွေစီပြစ်ပေးလိုက်တယ်ပြီးတော့တန်တုပ်ကိုမြောက်ကချဖို့ဝင်လိုက်တယ်လူဆိုးတယောက်ကတစ်သားတုံးနဲ့ဝေးရိုက်လာတယ်ကျွန်တော်ဘေးကိုရှောင်ပြီးဒုတ်တစ်ဖက်နဲ့သူ့ပေါင်ကြားကိုတိတိကျကျရိုက်ထည့်လိုက်တယ်သူချက်ချင်းអော်ပြီးဒူးထောက်လဲကျသွားတယ်ကျွန်တော်တိုက်ခိုက်ရေးတွေမှာလှုပ်ရှားမှုအပူမရှိဘူးရိုက်တိုင်းချက်ကောင်းတွေကိုပဲထိတယ်အသက်ရှင်ဖို့လုံလောက်ရုံပဲ
ဒါပေမဲ့သူတို့ကိုအကြောက်ဆုံးဖြစ်စေတာကကျွန်တော်ခံနိုင်ရည်ကမကုန်နိုင်တယ်လို့ဖြစ်နေတာနှစ်ယောက်လောက်လဲသွားပြီးတဲ့နောက်ကြံတဲ့လူဆိုးတွေကြောက်သွားကြတယ်ရှေ့မတိုးရဲတော့ဘူးခေါင်းဆောင်ဖြစ်သူကကျိုးနေတဲ့လက်ကိုဖတ်ထားပြီးကျွန်တော်ကိုကြောက်တော့တရောပြီးကြည့်နေတယ်မင်းဘာတူလဲစွားရှင်လားကျွန်တော်ဘာမှမဖြစ်ဘူးအေးဆက်တဲ့မျက်လုံးနဲ့ပဲပြန်ဆိုင်ကြည့်နေတယ်ကပ်ပေးစာပြီးကလေးကခံစားခဲ့ရတဲ့နာကျင်မှုတွေစိတ်ပြတ်မှုတွေအခုချိန်မှာဒေါသတက်အဖြစ်ပောက်ကွဲထွက်လာတယ်ထွက်သွားမဟုတ်ရင်သိမယ်ကျွန်တော်အတန်ကအေးဆက်လုံးလို့လူတိုင်းတုံသွားတယ်အဲ့လူကြီးရဲ့မျက်နှာပြောင်းသွားတယ်သူဒီလောက်အန္တရာယ်ရှိတဲ့သူနဲ့ပြဿနာတက်မယ်လို့မထင်ထားဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲဖုံးစက်ယုံတကားပေါက်ဘက်ကနေပောက်ကွဲတယ်လို့အတန်ကြီးထွက်လာတယ်ပြီးတော့ဒုတိယအကြိမ်တတိယအကြိမ်လူတွေထိတ်တလန့်ဖြစ်သွားကြတယ်ဇွန်ဘီတွေတကားဖြတ်နေပြီဘာဖြစ်တာလဲဘာလို့ဒီလောက်ယူသွားတာလဲအော်တန်တွေကမီးလို့ပြန်သွားတယ်အဲ့လူကြီးလည်းကျွန်တော်ကိုဂရုမစိုက်နိုင်တော့ပဲသူ့လူတွေနဲ့အတူတကားကိုကိုနဲ့တွန်းပြီးထိန်းထားကြတယ်ဒါပေမဲ့ဇွန်ဘီတွေအများများတယ်တကားကထိုးရိုက်ခံရလုံးလို့ခြိုက်ဝင်နေပြီးတကားချိတ်ကလည်းကျိုးတော့မလို့အတန်ထွက်နေတယ်လူအားလုံးစိတ်ပြအားငယ်မှုတွေဝင်သွားတယ်အမေနဲ့အဖေကကြောက်လွန်းလို့ကျွန်တော်လက်ကိုတင်းတင်းဖက်ထားကြတယ်ကျွန်တော်တကားဘက်ကိုကြည့်လိုက်တယ်တန်ချီတက်နေတဲ့တကားချိတ်အဟောင်းကြီးအဲ့ဒီအချိန်ယူမိုက်တဲ့အတွေ့တစ်ခုထပ်ဝင်လာတယ်ကျွန်တော်တန်တုပ်ကိုကင်ထားရင်လူအားလုံးအံ့အားသင့်နေတဲ့မျက်လုံးတွေရှိမှတကားစီကိုတန်းလျှောက်သွားလိုက်တယ်ဟေ့မင်းဘာလို့မလို့လဲသိချင်နေတာလားတကားထိန်းထားတဲ့လူဆိုးတယောက်អော်လိုက်တယ်ကျွန်တော်သူ့ကိုလုံးဝဂရုမစိုက်ဘူးအေးဆက်ပြီးတန်ချီတက်နေတဲ့တကားပေါ်ကိုလက်ဖွားတိုက်ရိုက်တင်လိုက်တယ်ပြီးတော့လူအားလုံးမယုံနိုင်တဲ့အချိန်မှာအံ့ဖွယ်တစ်ခုဖြစ်လာတယ်ခြိုက်ဝင်ပြီးပျက်စီးနေတဲ့တကားကြီးကအချိန်ပြန်လှည့်သွားသလိုတဖြည်းဖြည်းပြန်ချုံမွေလာတယ်၊ကွေးနေတဲ့ frame တွေတောင်တက်မှတ်လာတယ်၊စက္ကန့်အနည်းငယ်အတွင်းအသစ်ဆက်တကားကြီးတစ်ချက်ပေါ်လာတယ်။ဇွန်ဘီတွေဝင်တိုက်နေသေးပေမဲ့ဒီတစ်ခါတော့လူဆိုးအတန်ပဲထွက်တော့တယ်။တကားကလုံးဝမလုပ်တော့ဘူး။အဆောက်အုံတစ်ခုလုံးတိတ်ဆိတ်သွားတယ်။လူအားလုံးကျွန်တော်ကိုပါဆက်ဟာပြီးကြည့်နေကြတယ်။အဲ့လူကြီးတောင်လက်ကျိုးနေတာမေ့သွားပြီးမျက်လုံးပြူးနေတယ်။သူတုံရင်နဲ့လက်ညှိုးထိုးလာတယ်။မင်းစွမ်းအားကပြန်လဲစမ်းတစ်ချင်းလား။ကျွန်တော်ဖြေပြန်ပေးဖို့စိတ်မဝင်စားဘူး။လက်ကိုပြန်ချပြီးသူ့ကိုအေးဆက်စွာကြည့်လိုက်တယ်ကဘာပြက်ထဲမှာခွန်အားကအရာအလုံးခုနကကျွန်တော်တိုက်ခိုက်မှုတွေနဲ့အခုအံဖွယ်မှုလိုပြထားတဲ့အာယုံကြောင့်လူကြီးရဲ့စိတ်သက်လုံးဝကျိုးသွားပြီးသူကျွန်တော်ကိုကြည့်နေတဲ့မျက်လုံးထဲမှာလောဘမရှိတော့ဘူးအကြောက်တရားပဲကြံတယ်အကိုကြီးကျွန်တော်မသိလို့ပါဒီလိုလူမျိုးကိုတွားထိမိမယ်လို့ခွင့်လွှတ်ပေးပါကျွန်တော်ဘာမှမပြောဘူးမိဘတွေစီပဲရှောက်သွားလိုက်တယ်အမေကကျွန်တော်ကိုကြည့်နေတဲ့မျက်လုံးထဲမှာဂုံယူမှုစိုးရိမ်မှုနောက်ပြီးမိမိသားကိုမသိတော့တယ်လို့ခံစားချက်တောင်ပါနေတယ်ကျွန်တော်အမေလက်ကိုကင်လိုက်တယ်အမေမစိုးရိမ်နဲ့တားရှိတယ်ပြီးတော့ကြောဖို့အိတ်ကြီးတဲကအတင်းထမင်းဘူးတဘူးဝက်ဦးချောင်းတစ်ချောင်းရေဘူးတဘူးထုတ်ပေးလိုက်တယ်အမေအရင်စားလိုက်ဦးအစားတောက်နှံထွက်လာတာနဲ့လူတွေအားလုံးရဲ့အာယုံကအဲ့ဒီဘက်ရောက်သွားတယ်ဘလောက်ကြာငတ်နေခဲ့မှမသိတဲ့လူတွေကအဖေမေလက်ထဲကအစားတောက်ကိုမျက်လုံးမခွာနိုင်အောင်ကြည့်နေကြတယ်တရွေးမျိုးတန်တွေတောင်ကြားရတယ်အဲ့လူကြီးနဲ့သူ့လူတွေလည်းမျက်လုံးမခွာနိုင်ဘူးကဘာပြက်ထဲမှာအစားအစာကရွှေထက်တောင်တန်ဖိုးကြီးတယ်ကျွန်တော်ရဲ့ကြွယ်ဝမှုကတကားပြင်လောက်ပြတာထက်တောင်သူတို့ကိုပိုတုံလို့စီတယ်ကျွန်တော်ပြန်လှည့်ပြီးစကားဖေးကိုကြည့်လိုက်တယ်ဒီနေ့ကစပြီးဒီနေရာကိုငါအုပ်ချုပ်မယ်အတန်မကျဲပေမဲ့လူတိုင်းရှင်းရှင်းလင်းလင်းကြားသွားတယ်စကားဖေးမျက်နှာတုံသွားတယ်နောက်ဆုံးတော့ခေါင်းငုံလိုက်တယ်ရှုံးနေသွားပြီးစက်ယုံခံတက်ကိုလွဲပြောင်းဖို့လုပ်ရတာထင်ထားတာထက်ပိုလေသွားတယ်အလွန်ကြုံစွမ်းအားနဲ့အစုံမဲ့ထောက်ဖို့ပစ္စည်းတွေရှိမှစကားဖေးချီရဲ့စိတ်တက်လေးကချက်ချင်းပြိုကွဲသွားတယ်ကျွန်တော်သူတို့ကိုမနေထုတ်ဘူးကဘာပြက်ထဲမှာလူတွေလည်းအရင်မြစ်ပဲသူတို့ကိုကင်းသမားနဲ့ဇွန်ဘီရှင်းလင်းရေးလုပ်ခိုင်းလိုက်တယ်ကျွန်တော်ကအစားအစာနဲ့ထောက်ဖို့ရေးကိုကင်တွေလုပ်တယ်နေ့တိုင်းတီးတန့်ခံတစ်ခုတည်းတော့ခတ်ဝင်ပြီးစည်ရင်စစ်လုပ်နေတယ်လို့ဟန်ဆောင်တယ်တကယ်တော့အစားအသောက်တွေအမြန်ဆုံး refresh လုပ်ထုတ်နေတာနေ့စစ်လိုအပ်ချက်တွေပြည့်စုံသွားပြီးတဲ့နောက်တစ်တာကြီးတွေအပြည့်အသစ်ဆက်ပစ္စည်းတွေပေါ်လာတယ်လူတိုင်းကျွန်တော်ကိုကြည့်တဲ့မျက်လုံးထဲမှာအံ့ဩမှုနဲ့လေးစားမှုပဲကျန်တော့တယ်သူတို့အားလုံးကျွန်တော်မှာအယမ်းမားတဲ့စွမ်းအားရှိတယ်လို့ထင်နေကြတယ်အစားအစာတွေပေါ်များစွာရှိလာပြီးခိုးလုံရလုံခြုံလာတော့ဒုက္ခတွေတဖြည်းဖြည်းအသက်ပြန်ဝင်လာကြတယ်ကျွန်တော်ဥဆောင်မှုအောက်မှာစုပ်ပစ်ထားတဲ့စက်ယုံကြီးကအစင်းမြင့်ခံတဲ့တစ်ခုဖြစ်လာတယ်အဖေနဲ့အမေကလည်းကျွန်တော်ရဲ့ပညာလက်ယုံတွေဖြစ်လာတယ်ထောက်ပံ့ပစ္စည်းဝေခြင်းလူတွေစီမံခြင်းတွေကူညီကြတယ်သူတို့မျက်နှာမှာဂုံတိတ်ခါတွေနဲ့မာနပြန်ပေါ်လာတယ်နေတိုင်းဝီပူကောင်းလာကြတယ်အားလုံးကကောင်းမွန်လာနေပြီဒါပေမဲ့ကျွန်တော်ရင်ထဲမှာမမေ့နိုင်သေးတဲ့အရာတစ်ခုရှိနေတယ်ဘီလူခံတက်အဲ့ဒီမြေပိုင်ရှင်မန်နေဂျာပေါင်းအဖေမေလိုခွန်အားမရှိတဲ့လူကြီးတွေကိုနှင်ထုတ်ပြီးတေးချင်းတေးသွားဆိုပြီးပြစ်ထားခဲ့တယ်ဒီအကျွေးတနေ့ပြန်ရှင်းရမယ်နောက်ပြီးဘီလူခံတက်ရဲ့ကာကွယ်ရေးနဲ့နေထိုင်မှုအခြေအနေကဒီစက်ရုံအဟောင်းထက်အများကြီးကောင်းတယ်ကျွန်တော်အဖေမေနဲ့ကျွန်တော်နောက်လိုက်လာတဲ့လူတွေကိုတကယ်အိမ်တစ်ခုပေးခြင်းနဲ့ဘောင်းကိုတွားရှင်းရမယ့်အချိန်ရောက်လာပြီတပတ်အကြာမှာကျွန်တော်ပြင်ဆင်မှုတွေအားလုံးပြီးသွားပြီးစက်ရုံထဲမှာတွေ့တဲ့ဆုံးပစ်ထားတဲ့စကူတာတွေကိုကျွန်တော်အစွမ်းနဲ့ refresh လုပ်လိုက်တယ်ဘက်ထရီကအပြည့်ပြန်ဖြစ်သွားပြီးအသစ်ဆက်လို့ပြန်ကောင်းသွားတယ်နောက်ပြီးကာကွယ်ရေးဝတ်စုံအသစ်တွေဥထုတ်တွေတံမဏိချောင်းတွေအများကြီးထုတ်လုပ်လိုက်တယ်လက်နက်တွေအတွက်တော့တန်တုပ်တွေနဲ့ဓာတ်တွေတင်မကဘူးစက်ရုံတွေကတံမဏိတွေကိုအချွန်လန်းတွေအဖြစ်ထုလုပ်ခိုင်းလိုက်တယ်စကားဖိချက်နဲ့သူ့အဖွဲ့ကလည်းအခုတော့ကျွန်တော်အပေါ်တစ္ဆာအပြည့်ဖြစ်နေပြီးကဘာပြက်ထဲမှာအစားအစာနဲ့နှွေးထွေးမှုပေးတာကအသက်ကယ်ပေးတာနဲ့တူတယ်ကျွန်တော်ခွန်အားရှိတဲ့တပ်သားရောက်20ကိုရွေးလိုက်တယ်စကားဖိချက်လည်းပါတယ်ထွက်ခါနီးအဖွဲ့ကိုကြည့်ပြီးစိတ်သက်ခွန်အားပေးလိုက်တယ်ဒီတစ်ခါငါတို့ပြန်သွားတာတောင်းစားဖို့မဟုတ်ဘူးငါတို့ဟာကိုပြန်ယူဖို့ဘီလူခန့်တက်မှာခိုင်မာတဲ့နေရန်တွေရှိတယ်ကောင်းတဲ့အိမ်တွေရှိတယ်
အဲ့ဒီနေရာကိုတကယ်ဘေးကင်းတဲ့အိမ်လုပ်မယ်ငါနဲ့လိုက်မဲ့သူကားပေါ်တက်ဘယ်သူမှတွန်းဆုတ်ခြင်းမလုပ်ဘူးကျွန်တော်အစွမ်းကိုမြင်ပြီးတဲ့နောက်သူတို့ယုံကြည်မှုအပြည့်ဖြစ်နေကြပြီးရုပ်တန်း20လောက်ကဘီလူစခန်းစီအင်အားပြင်းပြင်းနဲ့ထွက်သွားတယ်မြောက်ဖက်ကရောက်တာနဲ့နေရန်ပေါ်ကကင်းသမားတွေကျွန်တော်တို့ကိုတွေ့သွားတယ်အစင်မြင်လက်နက်ကင်ဆောင်ထားတဲ့အဖွဲကိုမြင်ပြီးသူတို့မျက်နှာတင်းသွားတယ်စကားဖိချမင်းတို့ကိုမနှင်ထုတ်လိုက်ဘူးလားဘာလို့ပြန်လာတာလဲစကားဖိချကအခုတော့ကျွန်တော်ရဲ့တစ္ဆာရှိတတ်တာဖြစ်နေပြီသူခွန်အားအပြည့်နဲ့ရက်ပြီးအတန်ကြဲကြဲပြန်ဖြေတယ်အကူပေါင်းနဲ့စီးပွားရေးလုပ်ဖို့လာပြောတာစီးပွားရေးမင်းတို့လူကောင်တွေကကင်းသမားတွေကလှောင်ရဲလိုက်တယ်အဲ့ဒီအချိန်ကျွန်တော်ကားပေါ်ကဆင်းလိုက်တယ်ရှေ့တန်းလျှောက်သွားပြီးတည်ငြိမ်စွာပြောလိုက်တယ်အကူပေါင်းကိုသွားပြောလင်းဖန်ပြန်လာပြီလို့ကင်းသမားတွေကကျွန်တော်ကိုမသိဘူးဒါပေမဲ့အဖွဲရဲ့အလဲမှာရက်နေတာကြောင့်ကျွန်တော်ကအရေးကြီးသောပုံကိုဆိုတာသိသွားတယ်ခဏအကြာသူဆက်သွယ်ရေးကိရိယာနဲ့စီယုတ်ခံတင်လိုက်တယ်မကြခင်မြောက်ဖက်ဂိတ်တကားဖြည်းဖြည်းချင်းပွင့်လာတယ်အကူပေါင်ကလူအများကြီးနဲ့ထွက်လာတယ်ရှမ်းလင်းနဲ့ကင်းသမားဖွဲဟောင်းတွေလည်းပါတယ်အကူပေါင်ကအသက်40ကျော်ဝဝကြီးတယောက်မျက်လုံးထဲမှာလိမ္မာပြီးမာနာကြီးပြီးဩဇာရှိတယ်ကျွန်တော်တို့အဖွဲ့ကိုမြင်တာနဲ့အထူးသဖြင့်တစိမ့်အသစ်ကိရိယာတွေအစွမ်းထက်လက်နက်တွေကိုကြည့်ပြီးသူ့မျက်လုံးထဲမှာအံ့ဩမှုနဲ့လောဘအရေးရောင်တွေလက်သွားတယ်အိုဟိုးညီလေးလင်းဖန်မတွေ့တာကြပြီးဘယ်မှာချက်ပေါက်သွားထိလာတာလဲကျွန်တော်အချိန်မဖြုံးပဲတန်းပြောလိုက်တယ်အကူပေါင်ဓာတ်ရိုက်ပဲပြောမယ်ကျွန်တော်လူတွေကိုဘလူးခံတက်ထဲပြောင်းနေခြင်းနဲ့အကူပေါင်ကအရန်ရေစရာကြားလိုက်တယ်လို့ရေးပစ်လိုက်တယ်ညီလေးမင်းအိမ်မက်မက်နေတာလားဘလူးခံတက်ကိုငါကတိုက်ယူထားတာဘာလို့မင်းကိုဝင်ခွင့်ပေးရမှာလဲဒီဟာနဲ့ကျွန်တော်လက်ချောင်းဖြစ်လိုက်တယ်နောက်ကစကားဖိချကတစ်တာတစ်ခုတဲလာတယ်ဖွင့်လိုက်တာနဲ့တစိမ့်ခတ်ထားသောဖိသိပ်ထားသောဘီစကုတ်များအပြည့်တစ်တာပေါ်လာတယ်အကူပေါင်ရဲ့အပြုံးချက်ချင်းပြောက်သွားတယ်နောက်ကကင်းသမားတွေတောင်တုံးလုံးသွားကြတယ်ဘီလူးခံတက်မှာကာကွယ်ရေးကောင်းပေမဲ့လူများလာတာနဲ့အစားအစာအခက်အခဲတွေပိုများလာတယ်အစားအစာချို့တဲမှုကသူတို့အကြီးမားဆုံးပြဿနာပဲနေ့စဉ်ရိတ်ခါတောင်အနက်ရောင်ပေါင်မုံတစ်ပိုင်းလောက်ပဲရတယ်ဒီအစားအသောက်တွေဘဲကရလာတာလဲဘဲကရတာမင်းသိစရာမလိုဘူးငါလိုချင်တာအဖြစ်တစ်ခုပဲစီးပွားရေးလုပ်မလားမလုပ်ဘူးလားအကူပေါင်မျက်လုံးတွေလှုပ်သွားတယ်ဘလို့စီးပွားရေးမျိုးလဲရိုးရိုးပဲကျွန်တော်လူတွေဒီထဲပြောင်းနေမယ်အစားအစာတစ်စိတ်တစ်ပိုင်းကျွန်တော်တို့ပံ့ပိုးပေးမယ်လုံခြုံရေးကိုမင်းတို့လုပ်ဒီနေရာကိုအတူစီမံခန့်ခွဲရေးလုပ်မယ်အကူပေါင်မျက်နှာမဲသွားတယ်ဒီမညီလေးမင်းတောင်းဆိုမှုကအယမ်းများနေပြီးဒီစခန်းရဲ့ခေါင်းဆောင်ကငါမသိတဲ့လူတယောက်နဲ့စွမ်းအားချင်းဖလှယ်ရမယ်ညီတူညီမျှဖြစ်ရမယ်ကျွန်တော်အေးဆေးပဲပြန်ပြောလိုက်တယ်ဒါပဲငါခံယူမှုပဲမသဘောတူရင်ငါတို့အင်အားနဲ့ဝင်မယ်အင်အားနဲ့ဝင်မယ်အကူပေါင်ရေတန်ကြီးထွက်လာတယ်မင်းတို့20လောက်နဲ့လားရှမ်းလင်းသူအမိတ်ပေးတာနဲ့ရှမ်းလင်းနဲ့ဓာတ်တက်ဖွဲ့ကတပြိုင်နက်ရှိတက်လာတယ်လူတက်မဲ့အရေးရောင်ကြီးချက်ချင်းပြန်သွားတယ်ဓာတ်တက်ဖွဲ့ကဘီလူးခန်တက်ရဲ့အဓိကအင်အားပဲအဖွဲ့သားတိုင်းအစင်းမြင့်တိုက်ပွဲအတွေ့အကြုံရှိတဲ့သူတွေပဲကျွန်တော်လူတွေတင်းမာမှုတက်သွားကြတယ်ဒါပေမဲ့ကျွန်တော်နဲ့ရှမ်းလင်းပဲအေးဆေးနေတယ်ကျွန်တော်ရှမ်းလင်းကိုကြည့်လိုက်တယ်တစ်ချိန်ကကျွန်တော်ကိုကူညီခဲ့တဲ့မင်းကလေးသူလဲကျွန်တော်ကိုပြန်ကြည့်နေတယ်မျက်လုံးထဲမှာစူးစမ်းလိုစိမ့်နဲ့အံ့ဩမှုတွေပါနေတယ်ခေါင်းဆောင်ရှမ်းခင်ဗျားလဲကျွန်တော်တို့မဝင်နိုင်ဘူးလို့ထင်လားရှမ်းလင်းခဏတိတ်သွားတယ်ပြီးတော့ဖြည်းဖြည်းပြောလာတယ်မစ္စတာလင်းရှင်ကအရန်တက်မာတဲ့သူဖြစ်နေပြီဒါပေမဲ့ဘီလူးခန်တက်မှာကင်းသမား200ကျော်ရှိတယ်အင်အားနဲ့ဝင်ရင်ရှင်တို့အတွက်မကောင်းဘူးသူ့တန်ထဲမှာသတိပေးချက်ပါနေတယ်အကူပေါင်ကတော့အားရကျဉ်တဲ့အပြုံးတွေပြန်တက်လာတယ်ကြားလားကန်လာမစမ်းနဲ့မင်းရဲ့အစားအစာအလုံးအပ်လိုက်ဒါဆိုမင်းနဲ့မင်းမိဘတွေကိုတာမန်နေထိုင်သူအဖြစ်နေခွင့်ပေးမယ်မင်းလူတွေကိုတော့ပြန်ပို့လိုက်ဒါကအကူပေါင်ရဲ့အဖြစ်ပဲကျွန်တော်ထောက်ပံ့ရေးပစ္စည်းအလုံးယူမယ်ပြီးရင်ကျွန်တော်လူတွေကိုနှင်ထုတ်မယ်တကယ်ပါနဲ့တဲ့မြေခွေးပဲကျွန်တော်ရေလိုက်တယ်ကြည်ရတာဆက်ပြောစရာမရှိတော့ဘူးကျွန်တော်ဖြည်းဖြည်းချင်းညာလက်ကိုမြောက်လိုက်တယ်ပြီးတော့သူတို့နောက်ဘက်ကရှုပ်ထွေးနေတဲ့ထဲမှာအမြင့်ဆုံးအဆောက်အအုံကိုလက်ညှိုးထိုးလိုက်တယ်လူတိုင်းကျွန်တော်ကိုကြည့်နေကြတယ်ကျွန်တော်တလုံးချင်းဖြည်းဖြည်းပြောလိုက်တယ်နောက်ဆုံးခွင့်ရေးပေးမယ်ငါ့ကိုဝင်ခွင့်ပေးမဟုတ်ရင်အဲ့ဒီအဆောက်အဦကိုပျောက်သွားအောင်လုပ်မယ်စကားဆုံးတာနဲ့နေရာတစ်ခုလုံးထူးဆန်းစွာတိတ်ဆိတ်သွားတယ်ပြီးတော့ရေတံကြီးတွေပောက်ကွဲထွက်လာတယ်အကူပေါင်ရေလုံးလုံးမျက်ရည်တောင်ထွက်တော့မလို့ဖြစ်နေတယ်ရှမ်းလင်းကြားလားဒီနှစ်ထဲမှာအရေးအဆုံးပြဆက်ပဲဒါပေမဲ့ရှမ်းလင်မရဘူးသူကျွန်တော်ကိုပြင်းထန်တဲ့မျက်လုံးနဲ့စိုက်ကြည့်နေတယ်သူ့အလိုလိုတိစိတ်ကကျွန်တော်ဟာတတ်မလုပ်ဘူးဆိုတာခံစားမိနေပြီဟုတ်တယ်ကျွန်တော်တကယ်ပြင်းထန်ဖြစ်နေတယ်အပြုံးကိုဖျောက်လိုက်ပြီးရေးတွက်ချင်းစလိုက်တယ်အကူပေါင်ရဲ့အပြုံးတွေတဖြည်းဖြည်းပျောက်သွားတယ်လူတိုင်းလည်းတိတ်သွားကြတယ်အချင်းချင်းကြည့်နေကြတယ်တခုခုမမှန်တော့ဘူးဆိုတဲ့ခံစားချက်ဝင်လာပြီအဲ့ဒီ3ဆက်ထက်ခိုးမျောစင်ကအကူပေါင်ရဲ့အထင်ကရအဆောက်အုံပဲကင်းသမားအများစုရဲ့မိသားစုတွေနေတဲ့နေရာကျွန်တော်တလို့ရေးတွက်လိုက်တဲ့အချိန်အကူပေါင်နောက်ဆုံးအောင်လိုက်တယ်လှည့်စားနေတာရက်သူ့ကိုဖမ်းဆန်းဒါပေမဲ့နောက်ကျသွားပြီးရေးတွက်ပြီးတာနဲ့ကျွန်တော်အစွမ်းကိုအပြည့်အဝအရှိန်မြင့်တင်လိုက်တယ်ဒီတစ်ခါလက်လန်းမိတဲ့အရာဝတ္ထုတစ်ခုကိုပြစ်မှတ်လုပ်တာမဟုတ်ဘူးစွမ်းအားကွာဝေးကိုအဆုံးအထိတွန်းတင်လိုက်တယ်ခြံဝင်း100ကျော်ဝေးတဲ့စောက်ုံကြီးကိုပြစ်မှတ်ချိန်လုပ်ပြီးစိတ်ထဲမှာတလုံးနဲ့ပြောလိုက်တယ် refresh ကဘာကြီးတစ်ခုလုံးတိတ်ဆိတ်သွားတယ်လို့ခံစားလိုက်ရတယ်လူရပေါင်းများစွာရဲ့ထိတ်လန့်တုန်လှုပ်မှုအကြီးအောက်မှာအဲ့ဒီ3ဆက်အထင်ကရအဆောက်အုံကြီးကအချက်ပြဖြစ်တယ်လို့စလုပ်တယ်ချိုရင်းချက်ဖြစ်တယ်လို့တုံခါနေတယ်အပြင်ဖက်တွေမှုံဝါးဝါဖြစ်လာပြီးတဖြည်းဖြည်းပျောက်ကွယ်သွားတယ်စက္ကန့်တစ်စက္ကန့်အတွင်းအဆောက်အုံကြီးတစ်ခုလုံးအထက်ကအရာအလုံးနဲ့အတူနေထဲပျောက်သွားတယ်အုံမြင့်အလုတ်ပဲကျန်ခဲ့တယ်အရင်ကအဆောက်အုံတစ်ခုရှိခဲ့ဘူးတာတော့မယုံနိုင်တယ်လို့လူအလုံးရဲ့မျက်နှာအေးခဲသွားတယ်
ရှားပြီးတော့ဖော်ပြမရတဲ့ကြောက်ရွံ့မှုတွေအကိုပေါင်ရဲ့လူတွေလုံးဝပြိုကွဲသွားတယ်လက်နက်တွေပစ်ချပြီးအော်ဟစ်ကထွက်ပြေးကြတယ်ကပ်ပေးကနေထွက်ပြေးနေရတယ်လို့ပဲအကိုပေါင်ကိုယ်တိုင်လည်းမြေပြင်ပေါ်ပြစ်ကျသွားတယ်မျက်နှာဖြူဖြောပြီးနှက်ခမ်းတုံနေတယ်စကားတစ်လုံးမှမထွက်နိုင်တော့ဘူးသူကုန်ယူနေတဲ့လူ200ခန့်ရှိသောကင်းဆောင်တပ်ဖွဲ့ကတခဏအတွင်းပြိုကွဲသွားပြီးရှမ်းလင်နဲ့ဓာတ်တပ်ဖွဲ့ကတော့မပြေဘူးဒါပေမဲ့သူတို့မျက်နှာမှာလည်းရှောက်နဲ့ကြောက်ရွံ့ပဲရှိနေတယ်ရှမ်းလင်ရဲ့ဓာတ်ကင်ထားတဲ့လက်တောင်တုံနေနေလာတယ်သူကျွန်တော်ကိုကြည့်နေတဲ့မျက်လုံးပြောင်းသွားပြီးဒုက္ခတွေတယောက်လိုမကြည့်တော့ဘူးကဘာပေါ်လမ်းလျှောက်နေတဲ့နတ်ဖျားတစ်ပါးလိုကြည့်နေတယ်ကျွန်တော်လက်ကိုဖြည်းဖြည်းချလိုက်တယ်ပြီးတော့မြေပြင်ပေါ်လဲကျနေတဲ့အကူပေါင်းဆီးလျှောက်သွားတယ်သူကျွန်တော်ကိုမိုးစတားတစ်ကောင်လိုကြည့်နေတယ်တကိုယ်လုံးတုံနေတယ်အခုငါလူတွေကိုဝင်ခွင့်ပေးလို့ရပြီလားအကူပေါင်းခေါင်းညိတ်တာမရက်နိုင်တော့ဘူးအလင်းမြန်ဘေးဖယ်ပေးလိုက်တယ်ကျွန်တော်သူ့ကိုလစ်လူရှုလိုက်တယ်နောက်ကစကားဖြစ်ချင်တဲ့ကျွန်တော်လူတွေကိုလှည့်ကြည့်လိုက်တယ်သူတို့လည်းတုံလုံးမှုထဲကမထွက်သေးဘူးမြို့ထဲဝင်မယ်အဲ့ဒီအချိန်မှာသူတို့သတိပြန်ဝင်လာတယ်ကျွန်တော်ကိုကြည့်တဲ့မျက်လုံးထဲမှာစိတ်အားထက်သန်မှုပဲကျန်တော့တယ်သူတို့ခေါင်းဆောင်ကတန်ပါတယ်ဆိုတာသိတယ်ဒါပေမဲ့အဆောက်အဦတစ်ခုလုံးပြောက်အောင်လုပ်နိုင်မယ်လို့တော့ဘယ်သူမှမထင်ထားဘူးဒီလိုခေါင်းဆောင်နောက်လိုက်ရင်ကဘာပြက်ထဲမှာဒုက္ခတွေကပြဿနာမဟုတ်တော့ဘူးကျွန်တော်တို့ရုပ်တန်းကဘီလူစခန်းရဲ့လူနေအိမ်တွေထဲဖြည်းဖြည်းမောင်းဝင်သွားတယ်လူတိုင်းကြောက်ရွံ့မှုနဲ့ကြည့်နေကြတယ်ဘယ်သူမှလမ်းမပိတ်ရတော့ဘူးရှမ်းလင်နဲ့ဓာတ်တပ်ဖွဲ့ကလည်းတိတ်ဆိတ်စွာကျွန်တော်တို့နောက်ကလိုက်လာတယ်ကျွန်တော်သိတယ်ဒီနေ့ကစပြီးဘီလူစခန်းရဲ့လူနေအိမ်တွေမှာပိုင်ရှင်အစ်စ်ပေါ်လာပြီဘီလူခန်တက်မှာအခြေချပြီးနောက်ကျွန်တော်ပထမဆုံးလုပ်တာကအကျွေးရှင်းခြင်းပဲအကိုပေါင်နဲ့သူ့ရဲ့အထက်လူကြီးတွေကြောက်စိတ်နဲ့လူတွေကိုအုပ်ချုပ်ခဲ့တဲ့သူတွေကိုအကုန်ချုပ်ထဲထည့်ထားလိုက်တယ်ဒါပေမဲ့မတက်ဘူးသူတို့ရဲ့အာဏာကိုပဲဖယ်ရှားလိုက်တယ်ကျွန်တော် refresh ဆွမ်းအားကတိုးတက်ပြောင်းလဲဖြစ်ပြီးနောက်တက်ရှိတွေပေါ်မှာပါတက်ရောက်နိုင်လာပြီးလူတစ်ယောက်ရဲ့ခန္ဓာကို refresh လုပ်နိုင်တယ်အကောင့်ဘက်ကတိအခြေအနေကိုပြန်ရောက်သွားတယ်အဲ့ဒီလိုပဲသူတို့ခန္ဓာတွေကအစွမ်းတွေကိုလည်း refresh လုပ်နိုင်တယ်နိုးထမှုမဖြစ်ခင်နေရာတွေကိုပြန်လဲသတ်မှတ်နိုင်တာမြေကျက်စင်အသုံးပြုသူဖြစ်နေတဲ့အကိုပေါင်ကတခဏအတွင်းစွမ်းအားမဲ့ဝဝကြီးတယောက်ပြန်ဖြစ်သွားတဲ့အချိန်သူလုံးဝပြိုကွဲသွားတယ်ရှမ်းလင်နဲ့ဓာတ်တပ်ဖွဲ့ကိုတော့ကျွန်တော်ဘေးမှာပြောင်းဖို့ရွေးချယ်လိုက်တယ်သူတို့ကတကယ်တိုက်ခိုက်ရေးသမားတွေတတိရှိသေးတဲ့လူရှားတွေကပ်ပေးထဲမှာရှားပါတံမိုးကြီးတဲ့သူတွေရှမ်းလင်ရှိမှာပဲတိုက်ပွဲကြောင့်ပြက်ခါနီးဖြစ်နေတဲ့ဓာတ်ရှိတစ်ချောင်းကို refresh လုပ်ပြလိုက်တယ်ချက်ချင်းအစ်စ်လိုပြန်ထက်သွားတယ်နောက်ပြီးတက်တန်းကုန်ဖြစ်တော့မဲ့ပရိဇီဝဆေးတစ်တာကို refresh လုပ်လိုက်တယ်ချက်ချင်းအစ်စ်ဆက်ပြန်ဖြစ်သွားတယ်ရှမ်းလင်အားလုံးကိုကြည့်နေပြီးနောက်ဆုံးတော့နားလည်သွားတယ်ကျွန်တော်အစွမ်းကနေရာတူတောင်မှုလည်းမဟုတ်ဘူးပြုပြင်ခြင်းအစွမ်းလည်းမဟုတ်ဘူးသူနားမလည်နိုင်တဲ့တဘာဝတစ်ခုလိုစွမ်းအားကကမ္ဘာအခြေခံဥပဒေကိုတောင်ထိနိုင်တဲ့စွမ်းအားပဲရှမ်းလင်တိတ်ဆိတ်နေခဲ့တဲ့အကြာကြီးနောက်ဆုံးတော့ခေါင်းငုံပြီးပြောလာတယ်ဓာတ်တပ်ဖွဲ့ဒီနေ့ကစပြီးရှစ်အမိတ်ပေးချက်ကိုလိုက်နာပါမယ်ဓာတ်တပ်ဖွဲ့ကိုရလာတာနဲ့ဘလူးစခန်းကိုကျွန်တော်တကယ်ထိန်းချုပ်လို့ရသွားပြီးကျွန်တော်စီကံအစ်စ်သတ်မှတ်လိုက်တယ်စွမ်းအားအသုံးပြုသူဖြစ်ဖြစ်တာမန်လူဖြစ်ဖြစ်အလုပ်လုပ်ရင်အစားအစာရမယ်ကျွန်တော်အစုံမဲ့ထောက်ပံ့မှုကြောင့်လူတွေကိုမြ мян ယုံကြည်လာအောင်လုပ်နိုင်သွားတယ်တစ်ချိန်တည်းမှာအတိုင်းဝိုင်းတွေကပြဿနာရှာတဲ့သူတွေကိုလည်းအကုန်ရှင်းပစ်လိုက်တယ်ကျွန်တော်စီမံခန့်ခွဲမှုအောက်မှာဘီလူးခန်တက်ကပြောင်းလဲမှုတွေဖြစ်သွားတယ်အသက်ဝင်လာတယ်တိုးတက်လာတယ်အဖေနဲ့အမေကကျွန်တော်ကိုကြည့်တဲ့မျက်လုံးထဲမှာလေးစားမှုနဲ့ကျဉ်းနှံ့မှုအပြည့်သူတို့ကျွန်တော်စွမ်းအားကြောင်းတစ်ခါမှမမေးဘူးသူတို့သိတာတခုတည်းသူတို့သားအရွယ်ရောက်သူဖြစ်သွားပြီဆိုတာနောက်ပြီးလူတိုင်းအားကိုးနိုင်တဲ့သူဖြစ်လာပြီဆိုတာစခန်းတည်ငြိမ်လာပြီးနောက်ကျွန်တော်ပုံနဲ့နေတာတခုစဉ်းစားမိလာတယ်ကျွန်တော်စွမ်းအားရဲ့အကန့်အသတ်ကဘယ်ထိလဲခောက်ဆွဲချောက်ကို refresh လုပ်နိုင်တယ်အဆောက်အဦတစ်ခုလုံးကို refresh လုပ်နိုင်တယ်ဒါဆိုအသက်ရှင်တဲ့သူတွေကိုရောဇွန်ဘီကူးစက်မှုကိုရောကျွန်တော်ကင်းသမားတယောက်ကိုခေါ်လာတယ်တိုက်ပွဲထဲမှာဇွန်ဘီကုတ်ခံထားရပြီးစပြီးဗီဇပြောင်းလဲမှုဖြစ်နေပြီးလူတိုင်းကမကယ်နိုင်တော့ဘူးလို့ထင်နေကြတယ်ကျွန်တော်လူအားလုံးကိုအပြင်ထုတ်လိုက်တယ်တကားပိတ်လိုက်တယ်ပြီးတော့ကင်းသမားရဲ့နဖူးပေါ်လက်တင်လိုက်တယ်နူးညံ့တဲ့အဖြူရောင်လင်းတစ်ခုသူ့ခန္ဓာကိုဖုံးလွှမ်းသွားတယ်သူ့ရဲ့ပြင်းထန်တဲ့အော်ဟစ်တန်တွေတဖြည်းဖြည်းတိတ်သွားတယ်ခန္ဓာကိုယ်ပြောင်းလဲမှုတွေလည်းမျက်စိရှိမှပဲပြန်လျှော့သွားတယ်အနာကပျောက်သွားတယ်ဇွန်ဘီကူးစက်မှုမဖြစ်ခင်မူလအခြေအနေကိုကျွန်တော်ပြန်လှုပ်လိုက်နိုင်ပြီးရင်ထဲမှာရေလိုင်းလိုစိတ်လှုပ်ရှားမှုတွေတက်လာတယ်ကျွန်တော်လှုပ်နိုင်သွားပြီးဒီလိုဆိုဇွန်ဘီဗိုင်းရပ်ကတည်စေတဲ့အရာမဟုတ်တော့ဘူးဒီရှာဖွေတွေ့ရှိမှုကအဆောက်အုံပြောက်အောင်လုပ်နိုင်တာထက်တောင်ကျွန်တော်ကိုပိုတုံလို့စေတယ်ဇွန်ဘီဗိုင်းရပ်ကိုကုစားခြင်းလုပ်နိုင်ရင်လူတွေကိုကယ်နိုင်မယ်ဒါတင်မကဒီကပ်ဘေးတစ်ခုလုံးကိုအဆုံးသတ်နိုင်မလားအဲ့ဒီအတွေးကြီးတစ်ဖြည်းဖြည်းပုံဖော်လာတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်ကျွန်တော်မှာကိုရေးကိုသာကိစ္စတစ်ခုရှင်းစရာရှိသေးတယ်ကျွန်တော်ရှမ်းလင်ကိုခေါ်လိုက်တယ်လီဟိုအသက်ရှင်ကျန်ရည်သူအုပ်စုဆိုတာကြားဘူးလားချမ်းရန်ဒီအစစ်မီးတော့အသုံးပြုသူနောက်ပြီးလူလူရန်ရှမ်းလင်ကမြေပုံကိုဖွင့်လိုက်တယ်ပြီးတော့အရှိပိုင်ခရိုင်ဘက်ကစူပါမားကတ်အကြီးကြီးတစ်ခုကိုလက်ညှိုးထိုးပြတယ်ခြေနေရသူတို့အဲ့ဒီနေရာကိုတိမ့်ပိုက်ထားတယ်အရှိဘက်မှာအကြီးဆုံးခိုင်းပဲခေါင်းဆောင်ကချမ်းရန်ဒါအစစ်မီးတော့အသုံးပြုသူကျွန်တော်မျက်လုံးထဲမှာအေးဆက်တဲ့အလင်းလက်သွားတယ်မနှက်ဖြန်အိမ်ကြီးချင်းစီသွားလေကြမယ်နောက်တနေ့ကျွန်တော်ရှမ်းလင်နဲ့ဓာတ်တပ်ဖွဲ့ကိုပဲခေါ်သွားတယ်အစင်မြင့်ထားတဲ့တန်ချက်ကကားကိုစီးပြီးစူပါမားကတ်ခံတက်စီတန်းမောင်းသွားတယ်အဲ့ဒီနေရာကခိုင်မာတဲ့ခံတက်တစ်ခုလိုပြောင်းထားပြီးသားနေရန်ပေါ်မှာလက်နက်ကင်ဆောင်ထားတဲ့တပ်သားတွေအပြည့်ကျွန်တော်တို့ရောက်လာတာနဲ့သူတို့တတိပေးချက်ဖြစ်သွားတယ်ဘသူတွေလဲရှမ်းလင်ကကားပြတင်းပေါက်ကနေခေါင်းထုတ်ပြီးអော်လိုက်တယ်ဘီလူခံတက်ကလင်းဖန်မီးတောက်စခန်းကချမ်းရံကိုတွေးချင်တယ်
နေရန်ပေါ်ကလူတွေကျွန်တော်နာမည်မကြားဘူးဒါပေမဲ့ဘလူးခံတက်ကိုတော့သိတယ်ခဏအကြာစူပါမားကတ်တကားကြီးဖြည်းဖြည်းပွင့်လာတယ်အနီရောင်သားကြီးအင်ကြီးဝတ်ထားတဲ့လူတစ်ယောက်ထွက်လာတယ်ချမ်းရံပဲနောက်မှာတော့လူလူရန်မျက်နှာပေါ်မှာခြုံမြိန်တဲ့အပြုံးအပြည့်လာပိုင်းများစွာမတွေ့ရတာကြပြီးလူလူရန်ကြည့်ရတာတော်တော်အဆင်ပြေနေပုံပဲဒါပေမဲ့ကျွန်တော်ကိုမြင်တာနဲ့သူ့မျက်နှာချက်ချင်းပြောင်းသွားတယ်မထီမဲ့မြင်ပြူပြီးတော့မာနတွေထောင်သွားပြီးအိုဟိုလင်းဖန်မဟုတ်လားအပြင်မှာမရှင်တန်နိုင်တော့ဘူးလားဒီကိုလာတောင်းစားတာလားသူ့စိတ်ထဲမှာကျွန်တော်ကသူ့ကာကွယ်ပေးရတဲ့တနာစရာအရှုံးသမားလေးပဲထင်နေသေးတယ်ချမ်းရံကလည်းကျွန်တော်ကိုအပေါ်အောက်ကြည့်လိုက်တယ်အထူးသဖြင့်ရှမ်းလင်းနဲ့ဓာတ်တက်ဖွဲ့ကိုမြင်တဲ့အချိန်သူ့မျက်လုံးထဲမှာတုံလုံးမှုနည်းနည်းပေါ်သွားပေမဲ့အလုံးစုံတော့စိတ်မဝင်စားဘူးလူခန့်တဲ့စခန်းမကြားဘူးအလကားနေမဲ့သူတွေကိုလက်မခံဘူးဒုက္ခတဲ့အချင်းချင်းမှုကားနဲ့ထောက်ပံ့ရေးပစ္စည်းတွေထားခဲ့ပြီးရင်ထွက်သွားသူ့ရဲ့အစင်းနေမီတောက်အစွမ်းကြောင့်သူ့ကိုယ်သူဆရာကြီးထင်နေတယ်ရိုလူရန်ကလည်းချက်ချင်းလိုက်ပြောလာတယ်ကြားလားလင်းဖန်အရင်ကဆက်ဆံရေးတွေအတွက်ပြောတာယုံကြည်မှုလွန်ခဲ့တာတွေမဖြစ်နဲ့မင်းလိုကောင်ကချမ်းရံရဲ့ဖက်နှက်ကိုတောင်တန်ရှင်းရေးလုပ်ပေးဖို့မတန်ဘူးကျွန်တော်သူ့မျက်နှာကိုကြည့်ပြီးရုတ်တရက်ရေးလိုက်တယ်ရိုလူရန်မင်းငါစီပြစ်ခဲ့တဲ့ခောက်ဆွဲ6ခွက်ကိုမှတ်မိသေးလားရိုလူရန်ခဏအေးခဲသွားတယ်ဘာခောက်ဆွဲ6ခွက်လဲမမှတ်မိဘူးထွက်သွားလမ်းပိတ်နေတယ်ကျွန်တော်အပြုံးပြောက်သွားတယ်မျက်လုံးတွေအေးဆက်သွားတယ်မင်းမမှတ်မိရင်လည်းငါမှတ်မိတယ်ဒီနေ့မင်းကိုအဲ့ဒါစားခိုင်းဖို့လာတာလူရန်ကအရေရဆုံးဟာတကြားလိုက်တယ်လို့ရေပစ်လိုက်တယ်လင်းဖန်မင်းယူသွားပြီလားခောက်ဆွဲ6ခွက်ကိုငါ့ကိုစားခိုင်းမယ်မင်းမှာဘာအရေးချင်းရှိလို့လဲချမ်းရံလက်ပိုက်ပြီးလှောင်ပြောင်းလာတဲ့စကားတော့ကြီးလိုက်တာကလေးတင်ကန်းစာမပေးရင်တေချင်းဆိုတဲ့စာလုံးတောင်ရေးတတ်မှာမဟုတ်ဘူးစကားဆုံးတာနဲ့သူ့လက်ထဲမှာမီးတောက်တစ်လုံးပေါ်လာတယ်အပူလိုင်းတွေတောင်ထွက်လာတယ်ဓာတ်တက်အဖွဲ့ဝင်တွေချက်ချင်းကာကွယ်ရေးအသွင်ယူသွားတယ်ဒါပေမဲ့ကျွန်တော်နဲ့ရှမ်းလင်ကတော့မလုပ်ဘူးကျွန်တော်မီးတောက်ကိုကြည့်လိုက်တယ်ပြီးတော့ခေါင်းခါလိုက်တယ်ဒါတော့ပဲလားတနာစရာပဲစကားပြောရင်းလက်တစ်ဖက်မြောက်လိုက်တယ်ချမ်းရံလက်ထဲကမီးတောက်လုံးကလေထဲကဖျောင်းနိုင်ပြီလို့ဖို့ဆိုပြီးပျောက်သွားတယ်ချမ်းရံရဲ့အပြုံးတွေချက်ချင်းအေးခဲသွားတယ်သူ့လက်ကိုမယုံနိုင်တယ်လို့ကြည့်နေတယ်ဘာဖြစ်တာလဲငါမီးတွေပဲသွားလဲသူအစွမ်းကိုထပ်ထုတ်လုပ်ဖို့ကြိုးစားတယ်ဒါပေမဲ့ဘလောက်ကြိုးစားမီးတစ်စက်တောင်မထွက်တော့ဘူးသူကုန်ယူနေတဲ့ဒီအစင်းမီတောက်စွမ်းကပျောက်သွားပြီးမင်းငါကိုဘာလုပ်လိုက်တာလဲချမ်းရံကြောက်စိတ်နဲ့လက်ညှိုးထိုးလာတယ်အတန်တောင်တုံနေပြီးကျွန်တော်သူ့ကိုမဖြေဘူးလူရန်ဘက်ကိုပဲလှည့်ကြည့်လိုက်တယ်သူမကတော့လုံးဝအေးခဲပြီးမျက်နှာဖြူဖြောနေပြီးအခုငါမှာဘာအရေးချင်းရှိလဲသိပြီလားလူရန်နှက်ခမ်းတွေတုံလာတယ်မျက်နှာကတေသွားတဲ့လူလိုဖြူဖြောနေတယ်ခုနကကြောက်စရာကောင်းတဲ့မီတောက်စွမ်းအားပျောက်သွားတာကိုသူ့မျက်စိရှိမှမြင်လိုက်ရတာကြောက်လွန်းလို့စကားတောင်မဆက်နိုင်တော့ဘူးရှမ်းလင်ကသူမကိုအိတ်တထုတ်လို့ဆွဲပစ်လိုက်တယ်ကျွန်တော်ရှေ့တူးထောက်ကျသွားတယ်မျက်ရည်နှာရည်တွေနဲ့ခွင်းလုံးမှုတောင်းနေတယ်ကျွန်တော်တော့ဘာမှမခံစားရဘူးအိတ်ကက်ထဲကပစ္စည်းတစ်ခုထုတ်လိုက်တယ်အမဲသားပြုတ်ခောက်ဆွဲ6ခွက်တစ်ချိန်ကသူမကျွန်တော်စီပစ်ခဲ့တဲ့အရာကျွန်တော်ဒီအထိသိမ်းထားခဲ့တာခွက်လွတ်ကိုလက်ထဲမှာကိုင်းလိုက်တာနဲ့ချက်ချင်းအသစ်ဆက်ခောက်ဆွဲ6ခွက်ပြန်ဖြစ်သွားတယ်ဘူးကိုဖောက်လိုက်တယ်ခောက်ဆွဲနဲ့ဟင်းခတ်အမွေးကြိုင်တွေကိုထုတ်ပစ်လိုက်တယ်ဘူးအလုတ်ပဲကြံခဲ့တယ်ပြီးတော့လူရန်ရှိမြေပြင်ပေါ်တင်လိုက်တယ်လူရန်ကမြေပြင်ပေါ်ကဗလာဖြစ်နေတဲ့ခွက်ကိုကြည့်ပြီးမျက်နှာကအလောင်းတလောင်းလိုဖြူဖြောသွားတယ်ကျွန်တော်ဟာတာမလုပ်နေဘူးဆိုတာသူသိနေပြီးလက်တွေတုံတုံနဲ့ခွက်လုတ်ကိုကောက်ယူလိုက်တယ်လူအားလုံးရှိမှအဲ့ဒီခွက်ကိုမဖြစ်မနေစားရတော့တယ်မျက်ရည်နဲ့နှာရည်တွေမျက်နှာအနှံ့စီးကြနေတယ်ချမ်းရံကဒီမြင်ကွင်းကိုကြည့်ပြီးနောက်ဆုံးတော့သူဘလိုမွန်စတာမျိုးကိုရန်စမိလဲဆိုတာသိသွားတယ်သူ့ခြေထောက်တွေအပြော့သွားပြီးဒူးထောက်ကျသွားတယ်ကျွန်တော်တော့သူ့ဘက်တောင်မကြည့်ဘူးလူရန်ကိုပဲအေးဆက်စွာကြည့်နေတယ်ခွက်လုံးနဲ့အထုပ်တစ်ခုလုံးမျိုးချပြီးတဲ့အထိလီကိုခံတက်ကပြိုလဲသွားတာကျွန်တော်ထင်ထားတာထက်တောင်ပိုလွယ်တယ်သူတို့ခေါင်းဆောင်ရဲ့စွမ်းအားလဲပျောက်သွားပြီးကျွန်တော်နီလန်ကိုကြောက်နေကြတော့ခြားဖို့တောင်မလုပ်ရဲပဲအရှုံးပေးသွားကြတယ်စခန်းတစ်ခုကိုပေါင်းစည်းလိုက်ပြီးဘီလူခန်တက်ကအရှိဘက်တစ်ခုလုံးမှာအင်အားကြီးဆုံးဒုက္ခတဲ့စခန်းဖြစ်လာတယ်လူရန်ကိစ္စပြီးသွားပြီးနောက်ကျွန်တော်စွမ်းရည်အားလုံးကိုအခြေခံဖွံ့ဖြိုးရေးနဲ့သူ့ဒေတာနာဘက်လဲလိုက်တယ်ဇွန်ဘီဗိုင်းရပ်ကိုကိုယ်ရည်လုံနိုင်တယ်ဆိုတဲ့သတင်းသာပြန်သွားရင်တစ်ကမ္ဘာလုံးတုန်လှုပ်သွားမှာဒါကြောင့်ကိုကာကွယ်နိုင်လောက်တဲ့အစွမ်းမရသေးခင်ဒီလှုပ်ဝက်ချက်ကိုဖုံးထားရမယ်ကျွန်တော်လှုပ်ဝက်စီးဘက်ဆိုင်ရာတက်ခွဲခန်းတစ်ခုထောင်လိုက်တယ်မိဘ2ယောက်ကိုဥဆောင်ခိုင်းပြီးကယ်လို့ရသေးတဲ့ယောဂတဲ့လူတွေကိုကုသပေးတယ်ကျွန်တော်ကယ်ပေးလိုက်တဲ့လူတိုင်းအရန်ကျေးဇူးတင်ကြပြီးကျွန်တော်တစ္ဆာရှိနောက်လိုက်တွေဖြစ်လာကြတယ်ကျွန်တော်ဩဇာလွှမ်းမှုကနှင်းပေါ်လုံးလိုတဖြည်းဖြည်းကြီးထွားလာတယ်ဒီအချိန်တွင်းတခြားအသက်ရှင်ကျန်ရည်သူအဖွဲ့တွေနဲ့လည်းတွေ့ဆုံရတယ်တငယ်ချင်းတွေကိုထောက်ပံ့ရင်းနဲ့အကူအညီပေးတဲ့ရန်သူတွေကိုတော့ဂရုစိုက်မှုလုံးဝမပြဘူးလင်းဖန်ဆိုတဲ့နာမည်ကတဖြည်းဖြည်းကြော်ကြားလာတယ်တချို့ကကယ်တင်ရှင်နဲ့ဖျားလို့ခေါ်ကြတယ်တချို့ကတော့ဖြက်စီးခြင်းနဲ့ဆိုလို့ခေါ်ကြတယ်ဒါပေမဲ့ဘလို့ပဲပြောလူတိုင်းမငင်းနိုင်တဲ့အချက်တစ်ခုရှိတယ်ကျွန်တော်ကဒီကဘာပြက်ကြီးရဲ့အထွတ်ထိပ်ပေါ်ရောက်နေပြီကပ်ပေးဖြစ်ပြီး9နှစ်ကြာတဲ့အချိန်ဘီလူခန်တက်စခန်းကလူတသိန်းကျော်နေတဲ့အထီးကားမျိုးတော်ဖြစ်လာတယ်ဗတ်ဆောင်ကာကွယ်ရေးစနစ်ရှိတယ်ကိုပိုင်စိုက်ပျိုးရေးရှိတယ်လူမှုရေးစနစ်တောင်အစပြုပြန်ဖြစ်လာပြီးဒီနေရာမှာလူတွေပြန်ပြုံးနိုင်လာကြတယ်ပြီးတော့ဒီမျိုးကိုတိဆောက်ခဲ့တဲ့ဖန်တီးသူနဲ့အုပ်ထိန်းသူဖြစ်တဲ့ကျွန်တော်ကအများပြည်သူရှိမှမကြာခဏမပေါ်တော့ဘူး
အချိန်အများစုကိုမြို့တော်ရဲ့အလဲဘဟုကအမြင့်ဆုံးတာဝါပေါ်မှာပဲကုံဆုံးတယ်ကိုယ်တိုင်တိဆောက်ခဲ့တဲ့မြို့ကိုအပေါ်ကနေကြည့်နေတယ်ကျွန်တော်အစွမ်းတွေလည်းအရင်နဲ့မတူတော့ဘူးမျက်စိမြင်သမျှကိုရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမလိုပဲ refresh လုပ်နိုင်ပြီးစွန့်ပစ်မြေတွေကို refresh လုပ်ပြီးမြေဩဇာကောင်းဖြစ်အောင်လုပ်နိုင်တယ်ညဉ့်ညမ်းတဲ့ရေတွေကို refresh လုပ်ပြီးရေတန့်ပြန်ဖြစ်စေနိုင်တယ်ကျွန်တော်စွမ်းအားကတကယ်နက်ဖျားတယောက်နေပါဖြစ်လာနေပြီရှမ်းလင်ကတော့မျောလင်းခြင်းမျိုးရဲ့ထိတ်တန့်တက်မှုကြီးဖြစ်နေပြီးသူမှကျွန်တော်နောက်မှာရက်ပြီးအစီရင်ခံစာတင်လာတယ်တခင်အနောက်ဘက်ချမ်းမှာဇွန်ဘီတွေချင်းကပ်လာနေပါတယ်အစင်းမြင့်မျိုးရိုးပိဇာဇွန်ဘီတကောင်ဥဆောင်နေတယ် S အစင်းဇွန်ဆိုတာကပ်ပေးရဲ့အဓိကဇွန်ဘီတွေပဲတကောင်တည်းနဲ့မျိုးတစ်မျိုးဖြစ်နိုင်တဲ့မွန်စတာအဲ့ဒီစကားကြားတာနဲ့ကျွန်တော်အမြင်ကအဝေးကိုထိုးဖောက်သွားတယ်ကောင်းကင်နဲ့နေကိုတောင်ဖုံးမိနေတဲ့တန်းပေါင်းများစွာဇွန်ဘီအုပ်ကိုမြင်လိုက်ရတယ်ပြီးတော့အဲ့ဒီအလဲမှာပလင်ပေါ်ထိုင်နေတဲ့အစင်းမြင့်မျိုးပိဇာပြောင်းဇွန်ဘီအဲ့ဒီမွန်စတာကလည်းကျွန်တော်ကြည့်နေတာကိုတီးသွားပုံပဲအနီရောင်သွေးမျက်လုံးတွေကအဝေးကနေကျွန်တော်မျက်လုံးနဲ့တိုက်ရိုက်ဆုံလာတဲ့ကြောက်စရာကောင်းတဲ့ဖိအားတစ်ခုကမိုင်းရချီကိုဖျက်ပြီးကျွန်တော်စီတိုက်ရိုက်ဖိချလာတဲ့ရှမ်းလင်တောင်နာကျင်တန်ထွက်ပြီးမျက်နှာဖြူဖြော့သွားတယ်ဒါပေမဲ့ကျွန်တော်လက်တစ်ချက်ဝှေ့လိုက်တာနဲ့အဲ့ဒီဖိအားတွေကအငွေ့လိုပျောက်သွားတယ်အစင်တင်းဖြစ်ပြီလားရှမ်းလင်အသက်ပြင်းပြင်းရှူလိုက်တယ်သူမမျက်လုံးတွေတည်ငြိမ်နေတယ်ကျမကအဆုံးထိအရှင်သခင်နဲ့အတူရက်တည်မယ်ကျွန်တော်ပြုံးပြီးခေါင်းခါလိုက်တယ်မဟုတ်ဘူးငါတို့တေမှာမဟုတ်ဘူးကျွန်တော်သူမကိုလှည့်ကြည့်လိုက်တယ်ပြီးတော့ဒီမျိုးတွေကလူအားလုံးကိုဒီကပ်ပေးကြီးဒီနေ့အဆုံးသတ်မယ်ကျွန်တော်မျိုးတွေကနေတယောက်တည်းလမ်းလျှောက်ထွက်လာတယ်မြို့နယ်ရန်ပေါ်မှာရက်လိုက်ပြီးကဘာကြီးတစ်ခုလုံးကိုမျိုးချတော့မဲ့ဇွန်ဘီအုပ်ကိုမျက်နှာချင်းဆိုင်လိုက်တယ်မြို့တွင်းမှာလူတသိန်းကျော်ကအေးရမဖန်သားပြင်တွေကနေကျွန်တော်ကိုကြည့်နေကြတယ်သူတို့စိတ်လှုပ်တခြားကြည့်နေကြတယ်ကြောက်နေကြတယ်ဒါပေမဲ့အယုံကြည်ဆုံးကတော့ကျွန်တော်ပုံမှာပဲ S အစင်ဇွန်ဘီရဲ့ဟိဟောက်တန်ကလူတွေရဲ့ဝိညာဉ်ကိုတောင်ဆွဲဖြုတ်မဲ့အတိုင်းကြောက်စရာကောင်းတဲ့အဲ့ဒီမွန်စတာကဇွန်ဘီအုပ်တစ်ခုလုံးကိုနောက်ဆုံးတိုက်ခိုက်မှုစတင်ဖို့အမိန့်ပေးလိုက်တယ်ကျွန်တော်ဖြည်းဖြည်းချင်းလက်နက်ဖက်မြောက်လိုက်တယ်တကဘာလုံးကိုပွေ့ဖက်မဲ့ပုံစံနဲ့လူအားလုံးကကျွန်တော်ကဘာပြတ်တိုက်ခိုက်မှုတစ်ခုထုတ်တော့မယ်ထင်နေကြတယ်ဒါပေမဲ့သူတို့ထင်တာမှားတယ်ကျွန်တော်မျက်နှာမှာတက်ဖြတ်ဖို့ရွေချက်လုံးဝမရှိဘူးဂယုဏတေးသေးလေးပဲရှိတယ်ကျွန်တော်စွမ်းအားကဖြက်စီးဖို့မွေးဖွားလာတာမဟုတ်ဘူးပြန်လဲမွေးဖွားခြင်းအတွက်ပဲကျွန်တော်မျက်လုံးမိတ်လိုက်တယ်ပြီးတော့ရှိသမျှအစွမ်းအားလုံးကိုထုတ်လွှတ်လိုက်တယ်ဘာမှမချန်တော့ဘူးဇွန်ဘီတကောင်တည်းကိုပြစ်မှတ်မလုပ်ဘူးဧရိယာတစ်ခုတည်းကိုလည်းပြစ်မှတ်မလုပ်ဘူးဒီအမာရွရှိတဲ့ကျိုးပဲ့နေတဲ့ပျက်စီးနေတဲ့ကဘာတစ်ခုလုံးကိုပြစ်မှတ်လုပ်လိုက်တာအချိန်တောင်ရက်တက်မှုဖြစ်သွားတယ်လို့ခံစားရတယ်အဆုံးမရှိတဲ့အဖြူရောင်လင်းတဲ့တစ်ခုကျွန်တော်ခန္ဓာကိုယ်ကနေပောက်ကွဲထွက်လာတယ်အဲ့ဒီအလင်းကကဘာတဝန်းကိုဖြည်းဖြည်းချင်းပြန့်နှံ့သွားတယ်အလင်းထိသွားတဲ့နေရာတိုင်းမှာဇွန်ဘီတွေရက်တန့်သွားတယ်သူတို့ပုတ်နေတဲ့အသားတွေတဖြည်းဖြည်းပြန်ကောင်းလာတယ်မှုံဝါးနေတဲ့မျက်လုံးတွေကြည်လင်ဖြစ်လာတယ်အကြမ်းဖက်မှုနဲ့သွေးစားလောင်မှုတွေပျောက်သွားပြီးရှုပ်ထွေးမှုနဲ့လူသားဆန်မှုတွေပြန်ပေါ်လာတယ်အလင်းတန်းကမြေကြီးတစ်လျှောက်တန့်စင်သွားတယ်။ခြောက်သွေ့နေတဲ့ကဘာပေါ်မှာမြက်ခင်းစိမ့်တွေပြန်ပေါက်လာတယ်။မြူတွေပျောက်သွားပြီးနှစ်ပေါင်းများစွာမမြင်ရတဲ့ကြည်လင်တဲ့ကောင်းကင်တွေပြန်ပေါ်လာတယ်။ပလင်ပေါ်ကမျိုးရိုးပိစာပြောင်းစုံပြီးကသူ့ခန္ဓာကိုယ်ပြောင်းလဲနေတာကိုထိတ်လန့်တကြားနဲ့ကြည့်နေတယ်။ခုခံဖို့စူးစမ်းပေမဲ့မရဘူး။ကဘာမူလအစာကတ်လာတဲ့မူလအင်အားကိုဘယ်သူမှမတားနိုင်ဘူး။နောက်ဆုံးမှာအဲ့ဒီ S အဆင့်စုံပြီးတောင်လူသားပြန်ဖြစ်သွားတယ်။သူ့လက်တွေကိုသူကိုယ်တိုင်မယုံနိုင်တယ်လို့ငုံကြည့်နေတယ်။ကဘာတစ်ခုလုံး refresh လုပ်ခံလိုက်ရပြီ။ဘာရက်ကူဆက်ခံရတဲ့သူလူအားလုံးပုံမှန်ပြန်ဖြစ်သွားတယ်ကပ်ပေးကြောင့်ဖျက်ဆီးခံရတဲ့ပတ်ဝန်းကျင်တွေဘဝပြန်ရလာတယ်ပြီးခဲ့တဲ့9နှစ်အိမ်မက်ဆိုးကအိမ်မက်တစ်ခုလိုပဲဖြစ်သွားတယ်မြို့ထဲမှာတိတ်ဆိတ်တန်တွေကျသွားတယ်လူအားလုံးမျက်နှာပြင်တွေကိုငေးကြည့်ပြီးဒီအံဖွယ်မှုကိုမယုံနိုင်ကြဘူးဘလောက်ကြာသွားလဲမသိဘူးပထမဆုံးလူတစ်ယောက်ဝမ်းသာလုံးလို့ငိုလိုက်တယ်နောက်တစ်ယောက်ပြီးတော့ကျေလောင်တဲ့အာပေးတန်တွေတစ်မျိုးလုံးလှုပ်ခတ်သွားတယ်ပြန်လဲဆန်းတစ်ထားတော့ကဘာကြီးတစ်ခုလုံးကိုပဲ့တင်နဲ့ထွက်သွားတယ်သူတို့အားလုံးကျွန်တော်နာမည်ကိုအော်ခေါ်နေကြတယ်ကျွန်တော်မြို့နယ်ရန်ပေါ်မှာရက်နေတယ်လေပြေလေညင်းလေးကိုခံစားရင်းနောက်ကိုလှည့်ကြည့်လိုက်တယ်ရှမ်းလင်ကိုမြင်တယ်မိဘနှစ်ယောက်ကိုမြင်တယ်မျောလင်းချက်အပြည့်နဲ့ပျော်ရွှင်နေတဲ့မျက်နှာတွေမရေမတွက်နိုင်အောင်မြင်တယ်ကျွန်တော်ပြုံးလိုက်တယ်ကျွန်တော်ရှိကခောက်ဆွဲ6ဖူးတွေလိုပဲ refresh လုပ်နိုင်တာဒီကဘာကြီးလဲပြန်လဲမွေးဖွာလာနိုင်ခဲ့ပြီဇလန်းလေးကဒီမှာပဲပြီးဆုံးပါပြီ channel လေးကို subscribe လုပ်ပေးသွားကြပါဦး